တရားနာကြအောင်1383ခုနှစ်ဝါဆိုလပြည့်ကျော်တရက်နေ့အောင်လံမြို့ကျက်တည်ဆောင်ရွှေပြောင်းပြောင်းဓမ္မယုံကြီးအတွင်း၌ကျင့်ပတဲ့အဝိဓမ္မာတရားဒေသနာဖြစ်ပါတယ်။၎င်းအဝိဓမ္မာတရားဖြစ်မြောက်ရေးအလူရှင်များမှာပွဲစားကြီးဥက္ကမောင်တင့်တော်တင်ထိမိသားစုကောင်းမှုဖြစ်ပါတယ်။ထိုမိသားစုတွေတကွကြောက်ရွံ့တရားနာကြတဲ့အပရိသပေါင်းသူတော်ကောင်းတို့အားတရားတရားတိုးဝါပါစေခြင်းအကျိုးငါ၎င်းတတိတံဝေကတိုးဝါပါစေခြင်းအကျိုးငါ၎င်းစေတနာမေတ္တာရှိထားပြီးဟောကြားတဲ့ဓမ္မနုကတရားတော်မှာကာမနွန်ဘွဲ့မှလွန်ထွက်နိုင်ကြပါစေ။ဘာတရားလဲ။ကဲအဲ့တော့ဟောမဲ့တရားနဲ့နာမဲ့ပုဂ္ဂိုလ်နေတဲ့အသတ္တမအသတ္တတော့မသိဘူး။ဦးဇင်းကတော့စေတနာနဲ့ဟောတာအဲ့တော့ဟောတာလည်းယာတိ၃မျိုးမှာကြောင်မကပဲနဲ့ပူလိတ်အေးလိတ်နဲ့ကျမ်းမာရေးသွားရင်းနဲ့ဆောက်ရှောက်ပြီးတော့ဒကာဓမ္မတွေကိုမေတ္တာကြီးလို့စေတနာကြီးလို့မနာဓမ္မအာရံသာသနာပြုလာခဲ့တာဘာစိတ်နဲ့ပြုလာတာလဲဆိုလို့ရှိရင်နှလုံးသားတွေကစိတ်ထွက်နေတဲ့စေတနာရဲ့မေတ္တာရဲ့ဂရုဏာရဲ့အဲ့ဒီတရားတွေနဲ့ကိုယ်ရောစိတ်ကောအပင်မခံပြီးတော့သာသနာပြုခဲ့ရတာကြောင်းကတယ်မရှိတော့ကျမ်းမာရေးတွေလည်းအလွန်ချိုးတက်လာတယ်ဒါပေမဲ့ဥဒင်းရဲ့စိတ်ကိုထိတ်မရတာကတော့ခုနတော့စေတနာရဲ့မေတ္တာရဲ့ဂရုဏာရဲ့ကတော့ထိမ့်သိမ့်လို့မရဘူးဥဒင်းနယ်ဒီမှာသာသနာပြုလာတော့အောင်လံမြို့ပြန်ရောက်တော့အောင်လံမြို့ရဲ့အမြင်တစ်မျိုးကိုမြင်ရအခြားနေရာတွေကိုရောက်တော့အခြားနေရာတွေရဲ့အတွေ့အကြုံဒီနေ့ဆိုလို့ရှိရင်ဒါစင်ကာပူလည်းရောက်ခဲ့တယ်ပေါ့နောက်နေ့ဆိုမလေးရှားဒီတရားပွဲတွေသွားတော့မှစခန်းပွဲတွေရောအဲဒီလိုစုံစည်းစည်းရောက်လာတဲ့အခါကျတော့ကိုယ့်ရဲ့ပင်တိုင်းမြို့ဖြစ်တဲ့အောင်လံမြို့ရောက်လာတဲ့အခါကျတော့အောင်လံမြို့သူမြို့သားတွေရဲ့အားနည်းချက်အားသာချက်တွေကိုဦးဇင်းသုံးသပ်မိလာတယ်ဒါတွေကိုကိုယ့်ရဲ့ရွှေတွေမျိုးတွေဖြစ်တယ်ပေါ့ဘာဖြစ်လို့ဦးဇင်းကအရှင်ဇာတိမှာအောင်လံဆိုပြီးအောင်လံရိပ်တာကိုဖွင့်ထားတော့အောင်လံနဲ့နာမည်နဲ့လိုက်ဖက်ညီအောင်ကဘာဝတိပြန့်နှံ့နေတယ်နောက်ဆုံးတော့အခုတော့လမ်းဘေးရောက်သွားပြီပေါ့ဗျာကျုပ်တပ်ပြားတွေကလမ်းဘေးမှာဝင်လို့ရလားအဲ့တော့ဥဒင်းရဲ့စေတနာမေတ္တာရှိတာကတရားဓမ္မတွေကြွတန်းဝင်မှုအဲ့ဒီစေတနာမေတ္တာရှိတယ်သို့တော်လည်းပဲတရားဓမ္မတွေဟာဥဒင်းစေတနာထားသလောက်ဥဒင်းဆန္ဒရှိသလောက်ကာဝရင်းပေါ်လေတန္တရာနုံဘွဲ့မှလွန်ထွက်နိုင်ကြပြီလားလို့သုံးသပ်တဲ့ခါကျတော့ကျွန်တော်တင်ထုံလီကလောင်ထုံလီ၎င်းဆိုတဲ့ရွှေမန်းတင်မောင်လိုပဲထုံလီ၎င်းနေများနော်အဲ့တော့ဦးဇင်းတို့ဒီရွှေပြောင်းဓမ္မယုံရဲ့အောင်လံမြို့သူမိသားတွေရဲ့ရရှိတဲ့ဂုဏ်တရအဲ့ဒါလေးကိုဦးဇင်းထောက်ပြပါမယ်ဦးဇင်းစင်ကာပူရောက်တဲ့ခါကျတော့တဏိတာတရားနာဖို့အတွက်အခုလိုတရားဓမ္မယုံနေရာရဖို့အတွက်သို့မဟုတ်တရားတဏိတာကျင့်ဖို့အတွက်ဒေါ်လာ900ပေးရတယ်မြန်မာငွေနဲ့ဆိုလို့ရှိရင်4,900ပေးရတယ်တနေ့တရားနာဖို့အတွက်နေရာတနေရာရဖို့အတွက်ကျန်တာမပါသေးဘူးဒီနေ့ရွှေပြောင်မြောင်မှာမိသားစုတရားနာကြတာ4,900ပေးရလားမပေးရဘူးပေါ်ထော်လို့ဘုန်းကြီးလာစမ်းလာတာပဲထိုင်တာစောင့်နေပြီးပြန်တာပဲပေါ်နေတာဘုရားကဘုန်းကြီးကြွဖို့ကိုမနှဲကြိုးစားသူတို့တရားအားထုတ်မယ်ဆိုလို့ရှိရင်လေတရားအားထုတ်မဲ့နေရာတနေရာရဖို့တနေ့ကိုဒေါ်လာ800အဲ့ဒါကြတော့800ပေးရတယ်မနေ့9ည6ကိုတနေ့ဒေါ်လာသေးတော့800ဒီပေးရတယ်ဒါဖြင့်နိုင်ငံခြားကအထင်ကြီးပြီးတော့ငွေသွားရှာတဲ့ပုံကိုယ်တွေဟာငွေတော်တဲ့သွားတိုးပေမဲ့ယရဏ3ပါးဆိုတဲ့ဘုရားတရားတန်ခါယရဏ3ပါးကြတော့ခေါင်းမမသွားဘူးလားခေါင်းမသွားတယ်အဲ့တော့မြန်မာနိုင်ငံနေပြီးတော့နိုင်ငံခြားကိုသွားပြီးတော့ပတ်စံရှာတယ်ဆိုတာပတ်စံဆိုတာဘာလဲလို့မေးလို့ရှိရင်ကာမရဲ့လောင်စာပဲဘာလဲကာမရဲ့လောင်စာကာမရဲ့အာဟာရကာမရဲ့အထောက်ပံ့မြန်မာနိုင်ငံမှာနေတဲ့ပုဂ္ဂိုလ်ကပတ်စံမရှာဘူးလားရှာပါဘူးအဲ့ဒါဘာလဲအေးကာမရဲ့လောင်စာပဲဒါပေမဲ့ဒီကာမအာဟာရကာမလောင်စာတွေနဲ့အဲ့ဒီအာဟာရတွေကိုရှာပြီးအဲ့ဒီအာဟာရတွေနဲ့မိတွယ်နေတော့ကာမနုံဘောထက်နစ်မနေဘူးလားနစ်နေတယ်ဒါပေမဲ့
nita nit ne be ne pyo ma ne ja hu la pyo ne ja de ara uzin do kado tet tet pyo lo shin yin ko ye atit bwa de le myin ne te twa de puggol de hala ma kaung de bwa khan sa ne ya le myin ne ari ma chaw ja twa ma jaw lo atin arama jong yong pi do ho swai atin swai tin na ai do atin swai tin do tin ga jan ne so pi ma la ja hu di ya ho la ja yeမလာခက်အေးပဲအခုလေ့လာခြင်းအခုရိတ်တာဒီနေ့စဖွင့်ပြီနော်အခြားနိုင်ငံသားတွေကလည်းပါတယ်ဟုံးမလင်းတို့မြကြီးနားတို့ထီးလင်းတို့ဂန်ကောတို့နောက်ရေးတို့ဘိတ်တို့အဝေးကြီးတွေကလာကြတာအောင်လန်ကမတွေ့ဘူးနော်ဘာဖြစ်လို့မလာနိုင်တာလဲလို့ဦးစင်းပြန်ကြည့်တော့ဘဝနဲ့နေတဲ့ပုဂ္ဂိုလ်ကဘောထက်ကယုံနိုင်ရဲ့လားမယုံနိုင်ဘူးတဲ့နော်ဘဝနဲ့နေတဲ့ပုဂ္ဂိုလ်ဒီဘောထဲမှာကြာလာတဲ့အခါမှာဦးစင်းကိုယ်တိုင်ဘောနေဘူးလားဘောနေတဲ့အခါကျတော့ညာဘက်6ရောက်ကိုမြောက်မယ်ဆိုပြီးတော့ညာဘက်6ရောက်ကိုမြောက်လိုက်တာဘယ်ဘက်6ရောက်ကိုနှစ်လိုက်တာနဲ့အတူတူပဲအဲ့တော့ဘယ်ဘက်6နှစ်သွားပြီဆိုတော့နင်းမှာကြောက်လို့ဆိုပြီးဘယ်ဘက်6ရောက်ကိုပြန်ပြီးတော့မြောက်လိုက်တာညာဘက်6ရောက်ကပြန်နှစ်သွားတော့လွတ်မဲ့ထင်ရုံထွက်တာကနှစ်သလိုနှစ်မသွားဘူးလားနှစ်နေတဲ့ပုဂ္ဂိုလ်ကိုရုံထွက်နိုင်ရဲ့လားအခုလဲဒီလိုပဲဖြီးပြောင်ပြောင်တရားလာဟောတော့မယ်ဆိုတော့ငါဘာတရားဟောရမလဲကြည့်တော့သူတို့ကဘွက်နေကြတာဘွက်နေတဲ့ပုဂ္ဂိုလ်ဆိုတော့လာပါလို့ကုန်းမော်ကလူကလမ်းခေါ်တော့လာနိုင်ရဲ့လားဘာဖြစ်လို့လဲဘွက်နေလို့ခမရတို့ကဘွက်ထဲပြောနေကြတာအေးအဲ့ဒါကြောင့်မလို့ဦးစင်းမိုးကုတ်ကိုရောက်ခဲ့တယ်တာချီလေးရောက်ခဲ့တယ်ဒီပြီးတဲ့နေ့တာချီလေးဆိုတာယူရီးယားနယ်စပ်အဲ့ဒီမှာဦးစင်းတို့တရားဟောတဲ့ခါကျတော့တရားဦးစင်းကတညပဲရတယ်အချိန်ကမရဘူးအဲ့ဒီတရားတညဟောပြီးတာနဲ့နောက်နေ့ကော်မှုကိုဟောသွားဦးစင်းလည်းတရားဟောပြီးတော့အဲ့ဒီကကမ္ဘောဇဗံဩဃထအရှင်ဘုရားတဲ့တပည့်တော်တို့တရားနာတဲ့မှာအရှင်ဘုရားတရားအဖြစ်တပည့်တော်တို့မှာအလွန်မှတန်ဝေကရနောင်တတွေရပါတယ်ဗျာတဲ့တပည့်တော်တို့တရားကျင့်ရင်တဲ့စိတ်တွေပေါက်လာပြီတဲ့တပည့်တော်တို့ဘယ်လိုလုပ်ရမလဲသူတို့ရှိမှတရားတစ်ခါနာဖို့ရေးကိုမြန်မာနိုင်ငံမှာရှိတဲ့တန်ဃာတော်တွေကိုပိတ်ရတဲ့ဈေးကလင်းဈေးကမနေဘူးနော်ငွေတွေအများကြီးကုန်ကြခံပြီးတော့မှတန်ဃာတစ်ပါးတရားနာရတယ်ခမရတို့ပတ်စံကုန်ဖို့လိုသေးလားမလိုပါဘူးအေးအဲ့ဒါကြောင့်မလို့လွယ်လေးထင်တော့ပေါ့တန်တန်လို့အောင်းမိနေကြဟုတ်ပြီလားနေဇက်ရောက်တော့တန်ဃာတစ်ပါးဟိုဘက်မှာကျတော့ယူရီးယားနဲ့တမျိုးတည်းမဲဆိုင်နဲ့တမျိုးတည်းလို့ဖြစ်နေတဲ့ခါကျတော့အရိယဓလေကလည်းယူရီးယားဓလေတွေဖြစ်လာပြီးတော့ယူရီးယားဘုန်းကြီးတွေလိုပဲဆက်ဆံကြတော့ဓာတ်ရိုက်တာတို့ဓာတ်စင်တာတို့အခါပေးတာတို့ဆူတောင်းတာတို့နော်လက်ဖွဲ့တွေပေးတာတော့အဲ့ဒါနဲ့ပဲသူတို့ကကျေနပ်နေတာတရားကိုမသိကြဘူးအခုမှမြန်မာနိုင်ငံသံဃာတော်တွေဟောတာဦးစင်းဟောတော့ဦးစင်းကဘယ်တရားဟောတန်ဝေကရဖို့သတိရဖို့နောင်တရဖို့အသေးတတ်ဖို့သိပြီးတဲ့ဘဝမမြတ်တဲ့ဘဝရောက်ဖို့မကောင်းတဲ့ဘဝမရောက်ဖို့ဒါပဲဟောဒါပဲပြအဲ့ဒီအကြောင်းတွေဟောတော့မှသူတို့ဒီတရားတွေအခုမှနားပါတယ်ဗျာတဲ့အခုတော့တပည့်တော်တန်ဝေကရပြီးတရားကျင့်ကျင်တော့ဘာလုပ်ရမလဲတဲ့သူတို့ရှိမှရိပ်သာမရှိဘူးရိပ်သာမရှိတော့ရှိတဲ့ဘုံကြောင်းတွေကလည်းခုနလိုဂါရမန္တာနေနဲ့လုံနေတော့တရားပြလို့ကလည်းမရတော့သူဘာလို့မှမသိဘူးအဲ့တော့မှတကကြီးလို့ရိပ်သာဆောက်လိုက်ပေါ့လို့ဘယ်ရိပ်သာနာမည်မှမတတ်ဖ ೇನೆ ရိပ်သာဆောက်ပါဆုံးကျွေးမဲ့နေရာရဲ့တရားထိုင်မဲ့နေရာရဲ့ဒကာဒကမတွေနေရမဲ့အဆောင်ရဲ့နော်ရေချိုးကနေအိမ်သားတွေအဲ့ဒါတွေပြည့်စုံမှရိပ်သာဖွင့်လို့ရတာဆိုတပည့်တော်တို့ပြည့်စုံအောင်လုပ်မယ်ဆိုရင်အရှင်ဘုရားလာပြမလားတဲ့ကြုတ်ကိုပြန်ကြိုက်ခင်ဗျားတို့ကြတော့လိုသလားမလိုပါဘူးဒီဘုန်းကြီးဘယ်ရောက်ကောသူ့ဘာသူဘယ်ရလူတွေဘယ်လိုပဲလာကျင့်ကျင့်တို့နဲ့အဝေးကြီးပဲအေးလေးမနေရဘူးလားဒီရိပ်သာမကောင်းဟေးသာသွားမယ်ဒီเจ้าမကောင်းဟိုเจ้าမမြန်ဘူးလားဟိုမှာရလားမရအောင်မရတော့မှရှာပါကိုအတင်းအာရမကိုယ်ွယ်နေရနော်အခုအောင်လန်းအသိရနေပြီးတော့ဥစည်းပြီးတော့ဦးစင်းကိုစင်ကူမှာတရားပြဖို့ဖိတ်ခေါ်ပါတယ်ဟိုလည်းရောက်ကောဦးစင်းတဲတာကသစ္စာပါရမီကျောင်းမှာတရားဟိုရင်တဲတာကျောင်းတာဆိုတဲ့တိုက်ခန်းအိတ်ခန်းလူတွေနေတဲ့အခန်းပဲအဲ့ဒီအခန်းတစ်ခန်းကိုဝယ်ပြီးတော့ကျောင်းလုပ်နေရတာဒီမှာလို့ကျောင်းပေါ်ရဲ့လားမပေါ်ဘူးဒီမှာတော့ပေါ်ထောလို့ပေါ့ဟုတ်ပြီလားပေါ်ထောတော့ဘယ်ဘုန်းကြီးပြင်မလားကြိုက်တဲ့ဘုန်းကြီးလာခဲ့ဘယ်အချိန်ကနေဘယ်နာကြီးကိုယ့်ဘာကိုလာကိုယ့်ဘာကိုပြန်မို့ဘုန်းကြီးပြင်ဖို့လို့သေးလားမလို့ပါဘူးပေါ်နေတာဒီဘုန်းကြီးနဲ့ပြဿနာတဲ့ဘာဖြစ်လဲဟိုကဘုန်းကြီးရှိတာဟုတ်လားအဲ့တော့ခမရတို့မှာဘုန်းကြီးပေါ်နေတော့ကျောင်းနေပေါ်နေတော့ပေါ်ကြီးထင်နေတာဓမ္မယုံကြီးကလည်းအစဉ်သေးဖြစ်နေတော့ဥပဒါကဘောတွေကနေ့စဉ်နဲ့မြအပိမှန်းခံတော့
ခင်ဗျားတို့ကဒယ်လွယ်နဲ့တရားနာရတာအဲ့ဒါကတစ်ဖက်ကကြည့်တော့ဘုံကံကြီးမားတယ်ဟုတ်ပြီလားတစ်ဖက်ကကြည့်တော့ဘုံကံကြီးမားတယ်အရိယပုဂ္ဂိုလ်တွေတရားထိုင်မယ်ဆိုတော့ဘုန်းကြီးကျောင်းမှာတရားထိုင်လို့မရပါကိုကဘုန်းကြီးကျောင်းတတ်မှာသူတို့ကတော့အိမ်ငန်းမယ်အဲ့မှာလူယုံသွားတိုင်ရောလာဖမ်းရောအဲ့တော့ကျောင်းဆိုပြီးတော့တတ်မှတ်ထားတဲ့နေရာမှာလည်းတရားကျင့်လို့မရတော့လူစုပြီးတရားကျင့်ရမယ်အဆောင်ကိုအဲ့ဒါခမ်းမကိုငှားရတယ်တနေ့ကို$900စင်ကာပူ$900မြန်မာငွေတွေဆိုတော့4သိန်းနဲ့9,000ကျတယ်တနေ့တာတရားနာဖို့တရားကျင့်ဖို့အဲ့ကြတော့မှငွေရှာခြင်းနဲ့ဆိုပြီးတော့ငွေဆိုတဲ့ကာမအာဟာရလိုချင်လို့ဆိုပြီးတော့နိုင်ငံခြားသွားပြီးတော့သွားရှာတာငွေရဲ့အာဟာရကိုရှာတော့အဲ့ဒီငွေရဖို့အတွက်အချိန်နဲ့အခါနဲ့ညမနေမှမသိအထက်ကနေပြီးတော့တိမ်ကြုံပြီးနေလားငါလားခိုင်းတော့ပတ်စံမြန်မာပြီးမြန်မာခိုင်းတာအဲ့တော့အားချိန်နားချိန်မရှိတော့ဖီစီမှုတွေနဲ့စိတ်ဓာတ်တွေဆင်းရဲပြီးတော့လာတယ်။အော်ငါတို့ပတ်စံလာရှာတာငွေရတာပေါ့ငွေရတာနဲ့စိတ်နဲ့ယုံနဲ့အပင်ပန်းခန္ဓာအယောစားပေးရပါလားလို့သူတို့ကသိတယ်အခုတော့မှနောင်တရပြီးတော့တန်ဃာတွေပြင့်ပြီးတရားနာရှင်တဲ့စိတ်တွေပေါက်လာတယ်။တရားကျင့်ခြင်းတဲ့စိတ်တွေပေါက်လာတော့ဦးဇင်းတို့2ရက်ဟော2ရက်လည်းတရားလည်းပြပြီးတော့သူတို့တွေတရားတွေထူးထူးလဲရတော့တပည့်တို့2ရက်နဲ့အားမရဘူးဗျာတဲ့9ရက်စခန်းပြပါတဲ့9ရက်စခန်းပြပါဆိုတော့နေရောညောင်းကျင့်ဖို့အတွက်တနေ့ကို$1,000ဆိုတော့9သိန်းကျနော်9ရက်ဆိုတော့9လေး9 63သိန်းဒါကျွေးတာမွေးတာမပါသေးဘူးအဲ့ဒါဘာဖြစ်လဲဆိုကာမဂုဏ်ဆိုတဲ့နော်ငွေလူချင်းတဲ့ကာမဂုဏ်အဲ့ဒီငွေရမှငါသားတွေငါအကိုတွေငါအဖေတွေငါအမေတွေနော်နေနိုင်မှုဝတ်နိုင်မှုစားနိုင်မှုအိမ်နိုင်မှုဆင်မြန်းနိုင်မှုတိုက်ကြီးတွေအိမ်ကြီးတွေဆောက်နိုင်မှုဟာလားအချမ်းရံတွေအသုံးဆောင်တွေဝယ်နိုင်မှုအဲ့ဒီအတွက်ငွေသွားရှာတယ်မဟုတ်ဘူးလားအဲ့တော့ငွေသွားရှာတော့ရှာတဲ့စိတ်ကဘာမှနစ်နေလဲငွေဆိုတဲ့ကာမဂုဏ်မှာနစ်မနေဘူးလားနစ်နေတာအဲ့တော့ပရွေးစိတ်ကအစာရှာတယ်အကောင်အသေးသေးလေးရှာရတာထောင်းတောက်တာအပြေးလွှားရှာတယ်ရှာရင်နဲ့သူတနေရာကျတော့အနံ့သူရအနံ့ရတော့အနံ့ရအောင်တော့လိုက်တဲ့ခါကျတော့ပြားရည်ပလင်းသွားတွေ့ပြားရည်ပလင်းသွားပြီးတော့ပြားရည်ပလင်းကတဝက်ကျော်လောက်ရှိတော့ပလင်းမော်တက်ပြီးပလင်းမော်ကနေပြီးတော့အနံ့ခံကြည့်တော့ဟာပြားရည်နံဖြစ်နေပြီအော်ငါလိုချင်တဲ့အာဟာရငါတက်တာတော့စားမကုန်တော့မကုန်ပဲဆိုပြီးပြည့်စိတ်ကဝမ်းမလာဘူးလားဝမ်းသာတယ်ဝမ်းသာပြီးပလင်းထဲကိုဆင်းပလင်းထဲကိုဆင်းပြီးတော့ပလင်းဇက်ကနေပြီးတော့ပြားရည်ကိုလှမ်းပြီးတော့ဗဇက်နဲ့လှမ်းဆုပ်တဲ့ခါကျတော့လက်ကပြားရည်ကိုလှမ်းထိရတော့ဗဇက်ကတော့စားမယ်လို့ပြားရည်ကိုစုပ်ပြီးမဲ့လက်နဲ့ပြားရည်နဲ့ကနေတော့ပြန်ယုံထွက်လို့ရသေးလားမရပါဘူး။အဲ့လို့ဆိုရင်သူရှာတဲ့အာဟာရကာမဤအာယုံသူလိုဆန္ဒရှိတာသူရဲ့ချမ်းသာရာအာယုံအဲ့ဒီကာမအာယုံလူချင်းလို့အဲ့ဒီကာမအာယုံနောက်လိုက်လိုက်တာနောက်ဆုံးတော့အဲ့ဒီပရွေးစိတ်ဒီကာမနုံဘွက်တဲ့နှိမ့်ပြီးသိမသွားဘူးလားသိသွားတယ်အခုတရားနာတဲ့ပိဋကကြီးကိုယ့်ရဲ့ဘိုးတွေဘွားတွေအဖိုးတွေအဖွားတွေရှိသေးလားမရှိတော့ဘူးသူတို့ဘလို့ဖြစ်သွားလဲယဟနာတွေပြီးပြိဋိဘံပြုသွားလားကာမနုံဘွက်တဲ့နှိမ့်ပြီးသိသွားလားတတိထားမယ်နော်ကိုယ့်ရဲ့ဘိုးတွေဘွားတွေရွှေတွေမျိုးတွေကိုယ့်တဲ့ကြီးတဲ့ပုံကိုယ်တွေကိုယ်နဲ့အတူတူနေခဲ့တဲ့ပုံကိုယ်တွေနေ့စဉ်အဲ့ပုံကိုယ်တွေတရားအားထုတ်နေလားကာမဂုဏ်လိုက်ရှာနေလားတတိထားနော်ကာမဂုဏ်လိုက်ရှာနေတယ်မအားဘူးဗျာအခုတရားပုံကိုယ်တွေဥစဉ်ရိပ်သာမှာအစာကျွေးပြီးတော့တရားပေးနေပါတယ်အလကားလည်းဆေးကူပါတယ်ယောဂီတို့လာကျင့်ကြပါလားကိုယ့်ရဲ့စကံလာကျင့်ကြပါလားနာယီရှိ3လလာကျင့်ပါလားဆိုတော့လာနိုင်ရဲ့လားဒါပဲလို့လေကာမနုံဘွက်နဲ့ထားတော့ကာမနုံဘွက်ကနော်ကာမဂုဏ်မှလွတ်တဲ့နိဗ္ဗာန်တည်းဟူသောသူတော်ကောင်းတို့ရဲ့နေရာကိုမသွားနိုင်အောင်ဆွဲမထားဘူးလားဆွဲထားတော့သွားလို့ရသေးလားမရပါဘူးကြိုက်တယ်လို့ကုတ်နဲ့လာကောဘယ်တော့မှမလားနုံဘွက်ကပဲဆွဲလို့လားကိုကပဲနုံဘွက်တဲ့အတင်းတိုးနေလားတော့မသိဘူးအဲ့တော့နုံဘွက်ဆိုတာကာမဂုဏ်ဆိုတာသူ့ထဲမှာနစ်ပြီးမြုပ်ပြီးတော့နေအောင်နေပြီးမြုပ်ပြီးတဲ့ပြင်နောက်ဆုံးအဲ့ဒီကာမနုံဘွက်ထဲမှာပဲသတ်ပြစ်လိုက်တယ်တရားခံကောက်လိုက်တော့ဘာဖြစ်မလဲတဏှာတရားခံကောက်တော့ပါလေတဏှာအခုတရားနာတဲ့ပုဂ္ဂိုလ်တွေရတဲ့ရွာထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့စိတ်ကလေးကိုဘာကအုပ်ချုပ်ထားလဲတဏှာကအုပ်ချုပ်ပြီးဘယ်မှာနှစ်ထားလဲကာမနုံဘောတဲ့နှစ်မထားဘူးလားကာမနုံဘောတဲ့နှစ်ထားတယ်အဲ့တော့လူဖြစ်လာတယ်ဆိုတော့စားဖို့ရတယ်လို့တယ်စားဖို့လို့တော့စားစရာအာယုံကာမဂုဏ်ကိုရှာတယ်သူစားခြင်းအရာစားဖို့အတွက်ကောင်းကောင်းလေးစားခြင်းနဲ့
ကောင်းကောင်းစားရင်တော့ကောင်းကောင်းစားနိုင်မှုအတွက်ငွေရှာတယ်အဲ့လိုငွေရှာတာဘာအတွက်ရှာတာလဲကာမဂုဏ်အတွက်ကောင်းကောင်းစားခြင်းလို့စားခြင်းနဲ့ဆိုတဲ့ကာမဂုဏ်အဲ့ဒီကာမဂုဏ်အတွက်နေစဉ်ခမရတို့လှုပ်လှုပ်ရရနဲ့မရှာနေရဘူးလားအားခွင့်နားခွင့်ရရဲ့လားအဲ့တော့ယောဂီတို့ဘာရှာနေတာလဲလို့မေးရင်ဘယ်လိုဖြေမလဲကာမဂုဏ်ကိုရှာနေတာကာမဂုဏ်ဆိုတာကုသိုလ်တရားလားအကုသိုလ်တရားလားဟုတ်ပြီဒီကာမဂုဏ်သည်တန္တရာခန္ဓာတိုးပွားပြီးတော့ခဏခဏသေးလိုက်ခဏခဏရှင်လိုက်ရှင်လာပြန်တော့လေတဏှာသည်လွတ်ခွင့်မပေးဘဲနဲ့ကာမဂုဏ်နှုံဘွက်ထဲပြန်နှိမ့်လိုက်သူတော်ကောင်းတွေကဖိတ်ခေါ်ကြတယ်အခုတရားနာတဲ့ပုဂ္ဂိုလ်တို့ဦးဇင်းတို့နော်ရှေ့ပညာရှိများပြီးတကထဲမှာရှိတယ်ခင်းကဝါလို့သဲစုမကပွင့်တဲ့ဘုရားတွေရေတွက်လို့မရဘူးဆိုတာဒီတရားပုဂ္ဂိုလ်တွေမသိဘူးလားအဲ့တော့ဘုရားရှင်အနန္ဒပွင့်တော့သူတော်ကောင်းအနန္ဒကရောမဖိတ်ခေါ်ဘူးလားကာမဂုဏ်နှုံဘွက်တည်းကယုံထွက်လာကြလို့ခေါ်ကြတယ်အဲ့လိုခေါ်ကြပြီနဲ့မိမိတို့သည်ယုံထွက်တော့တချို့တော့ယုံထွက်တာဘယ်ခြေထောက်မြောက်တာညာခြေထောက်နှစ်သလိုဖြစ်တယ်ညာခြေထောက်မြောက်တာဘယ်ခြေထောက်နှစ်သလိုဖြစ်တာနောက်တော့တကယ်လို့နှစ်မသွားဘူးလားယုံထွက်မကြံတော့လဲနှစ်ပြန်ပြီးနောက်တဘဝရောက်ပြန်တော့လူဖြစ်လာတယ်လူဖြစ်လာပြန်တော့ကိုယ့်ရဲ့အဖေဒီမေရီယာကာမဂုဏ်နှုံဘွက်တည်းမှာနှစ်ပြီးတော့နေမညမရှာစားနေရတဲ့ညီးကြညူးကြအော်ကြဟစ်ကြဆင်းရဲလိုက်တာဒုက္ခပါပဲလို့ပြောနေပြီနဲ့နောက်ကသားသမီးတွေကမှတ်သလားအဲ့ဒီမှာခင်ဗျားတို့မပါဘူးလားအခုဒီမှာတရားနဲ့ယောဂီတွေအပြိုတုံးကလူပြိုတုံးကနော်ကိုယ့်အဖေတွေအမေတွေကနေမညမကာမဝတ္ထုတဲ့ရှားနေရတာပင်မနဲ့ဆင်းရဲတဲ့ဒုက္ခပါပဲဆိုတာမကြောက်ဘူးလားအဲ့ဒီကြားတဲ့ကိုကအဲ့ဒီဒုက္ခကိုကြောက်ပြီးတော့ယုံပြေးသလားဘောထဲဆင်းသလားဘောထဲဆင်းတော့ယုံထွက်လို့ရသေးလားဩကာမဂုဏ်နှုံဘောထဲနစ်နေတာပဲဒါပြင်အခုယောဂီတို့အိမ်မာနေတယ်ရက်ထဲရွာထဲမှာနေတယ်ဆိုတာရက်ရွာဆိုတာကုသိုလ်နယ်လားကာမနယ်လားကာမနယ်ညမုတ်ချုပ်ပြန်တော့လဲတရားလေးပါလေအားထုတ်ကြပါလားဆိုတော့မမဖះလို့တော့ဘုန်းကြီးကိုလင်လိုက်တာပဲအိမ်ကြတော့၈နာရီထိုးပြီဆိုလို့ရှိရင်ကိုရီးယားအာယုံမဆွဲထားဘူးလားဆွဲထားတယ်အားခွင့်မပေးဘူးဒီစိတ်ကလေးအားတဲ့ချိန်မှာအနိစ္စဒုက္ခအနတ္တလေးဝိပဿနာတရားလေးများနိုးပေါ်တဲ့နေရမဲ့တူနှိပ်ပြီးသေးရမဲ့တူသီလရှင်ဝိပြီးတော့ယဟန်ဝိပြီးတော့သာသနာပေါ်မှာယုံမထွက်နိုင်မဲ့အတူဘွက်ထဲနေရမဲ့တူသူနဲ့ကိုယ်နဲ့မထူးပါဘူးဆိုပြီးတော့နေ့မှတော့မထူးပါဘူးဆိုလာခဲ့ကိုရီးယားကကြည်တာပဲထမင်းမစားသေးနေပြီသေးလေဟုတ်ပြီလားကိုရီးယားကလာမဲ့အချိန်မှာထမင်းစားနဲ့ကြုံနေလို့ချင်းထမင်းစားလားကိုရီးယားကောက်ကြည့်သလားအဲ့ဒါဘာလို့တာလဲကာမနုံဘွက်ကဆွဲနှိပ်လိုက်တာဟုတ်ပြီလားကိုကယုံထွက်သလားလိုက်သွားသလားတော်တယ်ဗျာဟုတ်တယ်နော်တော်ပါတယ်ဗျာနိုင်ငံကြီးသားပိသားပါပြီတဲ့ဒီမှာရိတ်သားတွေကလာကြပါအစာကျွေးပြီးတရားပေးပါမယ်အောက်ကြနောက်ကြကန်ခေါ်တော့လာသလားမလာဘူးဟုတ်ပြီလားအလကားကျွေးပြီးအလကားပေးတာဖိုးချစ်တို့လာကြမယ်ဆိုရင်ယဝင်က1000ကျော်ပေးရတယ်ဖိတ်ခေါ်ဖို့လိုသေးလားအလကားလာကြည့်ရလားပတ်စံပေးကြည့်ရအဲ့ဒါဘာထဲမှာနစ်သွားတာလဲကာမဂုဏ်အစင်းအာယုံကာမဂုဏ်မှာနစ်သည်ဟုတ်ပြီလားအစင်းအာယုံကာမဂုဏ်မှာနစ်တော့အရိယာညကြလည်းနှစ်ပြန်ပြီးမနေ့မိုးလင်းကြတော့လဲစားစရာတွေတောက်စရာတွေလိုက်ရှာပြန်ပြီးဘာစားအကောင်းမလဲဘယ်ဆိုင်သွားအကောင်းမလဲမနေ့မိုးလင်းတော့ဓမင်းစားလာတော့ကာမဆိုတဲ့အာဟာရလိုက်ရှာပြန်ပြီးအဲ့မှာတခါနဲ့နစ်နေပြန်ပြီးအဲ့ဒီအာဟာရတွေစားဖို့တဲ့ပတ်စံအလုတ်ဆင်းရပြန်ပြီးအလုတ်ဆင်းတဲ့ခါကျတော့မကြည်ပြူလဲလုံကြည်ပြူလဲလုံဝေးလဲသွားနီးလဲသွားပူလဲသွားအေးလဲသွားလေးလဲသွားပေါ့လဲသွားလောကကာယမလောရဘူးလားအဲ့ဒါဘာအတွက်လုံလို့ကြလဲကာမဂုဏ်အတွက်ဘာအတွက်လဲကာမဂုဏ်ကထောက်ပံ့နေတာကာမဂုဏ်မှယုံထွက်နိုင်သေးရဲ့လားမိမိတို့ရှာဖွေနေတာဒီကာမအတွက်ပဲဖြစ်ပါတယ်ကာမအထောက်ပံ့ပဲဖြစ်ပါတယ်ပတ်စံရှိမှ TV ရှိမှ TV ရှိမှကိုရီးယားကားကြည့်ရမယ်ဆိုတော့ပတ်စံရှာတယ်ဆိုတာကာမဂုဏ်အတွက်ရှာနေတာဟုတ်ပြီလားဓမ္မယုံအတွက်လားကာမဂုဏ်အတွက်လားအဲ့တော့ယောဂီတို့အိမ်မှာ TV ကြီးဝယ်ထားတယ်ဆိုတာဘာလို့တာလဲကာမဂုဏ်ဘွက်တစ်မျိုးနှစ်ထားတာဟုတ်ပြီလားနောက်တစ်ခါကျအဲ့ TV ကနေပြီးတော့တက္ကဆက်တွေရှိလာပြီဓာပြားတွေနဲ့အောက်ဆက်တွေနဲ့သချင်းသံတွေနားထောင်ပြီအဲ့ဒါအာသံအာယုံကာမဂုဏ်ကနှစ်ထားပြန်ပြီအဲ့ဒီစိတ်ကလေးလွတ်ရလားအဲ့ဒီဓမ္မကာမအာယုံမှလွတ်တဲ့ဓမ္မယုံမှတရားလေးနှလုံးသွင်းပါဆိုတော့နှလုံးသွင်းကြရဲ့လားမသွင်းဘူးအဲ့တော့ဗာလဲအားလာနဲ့စိတ်ကလေးကိုတဏှာကမနေဘူးဗျာဓမ္မယုံနဲ့ရောက်သွားမှလို့တဏှာယုံနဲ့မှအတန်လေးနဲ့နှစ်လိုက်ပြန်ရောနှစ်သွားပြန်ပြီတနေ့ဩ
နောက်တစ်ခါကျတော့အာဟာရရှာဖို့အတွက်အလုပ်စည်းပွားဆိုတဲ့ကာမဂုဏ်နဲ့နှိမ့်လိုက်ပြန်တော့အားရရဲ့ရှိသေးလားမအားဘူးဆိုတာဘာလို့နေတာလဲကာမဂုဏ်နုံဘွဲ့ထဲမှာနစ်နေတော့ဟာလားကာမအာဟာရတွေတိုးရှာတော့ဘွက်ထဲကိုတိုးပြီးနစ်မသွားဘူးလားအဲ့တော့အားဝင်ရှိသေးလားဒါပေမဲ့အခုတရားနာတဲ့ပိဋကတ်တွေဘာနစ်နေကြတာကာမဂုဏ်ထဲမှာကာမနုံဘွဲ့ထဲမှာနစ်နေကြတာဒီကာမဂုဏ်ထဲမှာနစ်နေတော့အနိစ္စဒုက္ခအနတ္တဆိုတဲ့ဝိပဿနာတရားရှုရမယ်ဆိုတာနိစ္စဒုက္ခအတ္တကြီးနဲ့နစ်မနေပြန်ဘူးလားဒါပေမဲ့ကိုယ့်ကိုနစ်မှန်းသိကြရဲ့လားညာနေခင်းကြတော့အစာစားခြင်းရောက်လာတော့အိမ်ကတော့ဘိုင်းလေးချက်ထားတယ်ကြက်သားလေးဝက်သားလေးအမဲသားလေးစိတ်သားလေးနဲ့ချက်ထားတယ်ဆိုတော့စားတဲ့အာယုံကာမဂုဏ်မှာတက်နေသက်ပြီးအဲ့ဒီမှာတခါနစ်နေမနေပြန်ဘူးလားစားတဲ့အာယုံကာမဂုဏ်ဘက်မှာလည်းနစ်ပြန်ပြီးနောက်နေ့ကျရင်ဘိုင်းလေးချက်စမ်းပါငါတော့ဘလို့ချက်တာကြိုက်တယ်နဲ့အဲ့ဒီကာမမှာတက်နေသက်ပြီးတော့ကာမထဲမှာနစ်မနေဘူးလားအဲ့ဒီလိုပဲကိုတို့ရဲ့ယောဂီတို့ရဲ့ဘိုးတွေဘွားတွေအဖိုးတွေအဖွားတွေကာမနုံဘွဲတဲ့မျက်စိနုံဘွဲကာမနာအတန်နဲ့တိုက်တဲ့ကာမနုံဘွဲနှာခေါင်းနဲ့အနံ့နဲ့နိုင်တဲ့အနံ့နုံဘွဲပါးစပ်နဲ့အရသာဆိုတဲ့အရသာနုံဘွဲကိုယ်နဲ့အတွေ့နဲ့ဆိုတဲ့နုံဘွဲအဲ့ဒီနုံဘွဲထဲမှာနေပြီးတော့ကာမဂုဏ်ရှာရင်းနဲ့ကာမနုံဘွဲဒီတော့ပြားရည်ထဲမှာပဲနေမသွားဘူးလားလက်သွားတော့လွတ်သလားဒီဘဝလွတ်ပြီဆိုတော့နောက်ဘဝသွားနေပြန်တာပဲလွတ်ခွင့်ရှိသေးရဲ့လားတဏှာလွတ်ခွင့်မပေးဘူးတဲ့ကောင်းပြီဦးဇင်းတို့မြတ်စွာဘုရားနဲ့ခမရတို့ဘုရားလောက်ကြည်ညိုစရာလောကမှာရှိသေးလားဘုရားလောက်ကြည်ညိုစရာမရှိဘူးဗုဒ္ဓမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရဝေခိစ္ဆာမိစိကပ်ပါ၏တဲ့ဘုရားကတော့ဘုရားရှိမှာပေါ့ဗျာတစ်ချိန်လောက်ဥကုံချရတာထမင်းပေါက်စိန်ပေါက်တာလားဥကုံချရလားကြည်ညိုလို့လားဘာဖြစ်လို့လဲတော့မသိဘူးလက်အုပ်ကြီးချီပြီးတော့ကုန်းတော့ဥကုံချရတာပဲတကယ်တမ်းကျတော့မြတ်စွာဘုရားကိုပူဇော်ထားရဲ့လားမသိဘူးဟုတ်ပြီလားဓမ္မံတရားတော်မြတ်ကိုတရဏံကိုးကွယ်ရာဟူ၍ခိစ္ဆာမိစိကပ်ပါ၏တဲ့စိကပ်ထားရဲ့လားမသိဘူးခမရတို့ကရွှေတွေငွေတွေဝယ်ထားတယ်မိမိခန္ဓာကိုယ်မှာဆင်မြန်းခြင်းတော့လက်စုပ်တွေလက်ထက်ဆွတ်ထားတယ်နဂတ်တွေနားတဲ့ကတ်ထားတယ်ဆွဲကြိုးတွေလက်ပင်ဆွတ်ထားတယ်ကိုယ်နဲ့ဆွဲကြိုးတွေနဲ့စိကပ်မထားဘူးလားတနေ့လားနေ့တိုင်းလားနေ့တိုင်းအဲ့တော့အဲ့ဒီလောကီယတနာကိုလည်းခန္ဓာကိုယ်မှာစိကပ်ထားတယ်အဲ့ဒီလိုပဲမြတ်စွာဘုရားကိုတရဏံကိုးကွယ်အောင်စိကပ်ထားသလားမထားဘူးဟောပြီဒင်းတို့နော်ဘုရားရှိမှလုတ်ခေါ်ရှိကြတာကြောက်တာဘုရားဆိုရင်ဖနောက်နဲ့ထားပါဦးမယ်အတူကြီးပါကွာတက်လာပြီးငါအရှိခိုးနေရလို့ပြောမှာဓမ္မံတရားတော်မြတ်ကိုဟောတရားတော်မြတ်ကိုအနိစ္စဒုက္ခအနတ္တတရားဘယ်နှမျိုးရှိလဲ၃မျိုးပဲမရှိဘူးလားယုံ nant ဓမ္မသင်္ခါရတရားဒီအနိစ္စမြဲရဲ့လားဟာဒီဖြေပြန်မှာဓမ္မယုံအကုန်မေးအကုန်တတ်တယ်ဘုန်းကြီးတောင်တတ်တယ်ဘာလို့ဆိုဘုန်းကြီးပေါင်းစုံဟောရတဲ့တရားအကုန်နာထားတော့ဘုန်းကြီးတွေမတတ်ဘူးလားသင်္ခါရတရားကောင်းလားဆေးလားချမ်းသာလားဆေးရဒါလည်းသိတာပဲကျုပ်တို့မဟောရဲဘူးကြောက်တယ်ခင်ဗျားတို့ကကျုပ်တဲ့ဘုရားတယ်အစိုးရသလားမရဘူးလားအဲ့ဒီလို့ဆိုအနိစ္စဒုက္ခအနတ္တခန္ဓာ၅ပါးယုံနာနှစ်ပါးသည်အနိစ္စခယထိနာဒုက္ခဘယထိနာအနတ္တအသရကထိနာလို့တရားနဲ့စိတ်နဲ့စီကထားရဲ့လားဟောလိန်စင်းနေအကုန်ပေါ်ပြီကျုပ်တနေ့တစ်ခါပြေးတိုင်းမိခွန်းထုတ်တယ်မပြေနိုင်ဘူးတင်တနေ့လာလေဒီတိုင်းပဲဒီလိုပဲမော့ပြီးပြီးပြန်တာပဲသာဓုဘုန်းကြီးပြန်တော့ပဲသာဓုခေါ်ပြီးပြန်တယ်လှူပေါ်လေးလှူပြီးတော့လှထိုးတာသွားတော့လာခဲ့နောက်တစ်ပါးနောက်နေ့လာတာပြီးတော့ဘာပါသွားလဲကိစ္ဆာမိပါသေးလားမပါဘူးကိစ္ဆာမိကြတော့ဆွဲကြွတွေနဂတ်တွေသားတွေသမီးတွေကြတော့ဟဲ့သားလေးနေကောင်းရင်လားသမီးပဲဖြစ်ပြီးလဲယောက်ျားပဲရောက်လဲဒကမပဲအဲ့ဒါတော့စိကမထားဘူးလားအဲ့ဒါကာမဂုဏ်နှုံဘွဲ့မဟုတ်ဘူးလားအဲ့တော့ဒီစိတ်ကလေးကကာမဂုဏ်နှုံဘွဲ့မှာယုံနေလားနစ်တဲ့နဲ့အောင်တိုးနေသလားတိုးနေတော့ဩနာတိဒုက္ခလွယ်ရလားအဲ့လိုဆိုတရားဓမ္မတွေကာမဂုဏ်နှုံဘွဲ့မှာလွန်မထွက်နိုင်မဲနဲ့တိုးရရှာနေတဲ့ပုဂ္ဂိုလ်ဒီခဏခဏအိုဖို့ခဏခဏနာဖို့ခဏခဏသေဖို့ဖန်တီးနေတာပဲမဟုတ်ဘူးလားကောင်းသလားမကောင်းဘူးလားမကောင်းဘူးလို့ဟုတ်ပြီနော်စဉ်းစားနော်သဘောပေါက်ပြီလားတရားဟောတယ်ဆိုတာဟောတဲ့ပုဂ္ဂိုလ်ကနားတဲ့ပုဂ္ဂိုလ်တွေကိုနားနိုင်အောင်လို့ရနိုင်အောင်လို့အဲ့ဒါဟောတာနားတဲ့ပုဂ္ဂိုလ်တွေကယူရတယ်တရားနာတဲ့ဆိုတာ၄မျိုးရှိတယ်မိုးရွာတာနဲ့ဥပမာပေးလို့ရှိရင်တော့တချို့ကခွက်တော့ရှိတယ်မိုးရွာတယ်မှောက်ထားတယ်ရေရသလား
မရဘူးတရားဘုရားရွာတယ်ဗျာတရားလာမနာဘူးကိုယ့်ဘာကိုနေတာကခွက်ပေါက်ထားတာဟုတ်ပြီလားနောက်တစ်ခါကျတော့မိုးတော့ရွာတယ်ခွက်အပေါက်ကြီးနဲ့ခံတာဘုန်းကြီးကဟောနေစိတ်ကအိမ်ရောက်နေရုံနဲ့နာနဲ့ကွဲနေဘုန်းကြီးကတရားဟောနေတာနားကကြားတာဘာဒီကြားမှမသိစိတ်ကသားကြီးရောက်တယ်သမီးကြီးရောက်တော့ခွက်ပေါက်ကြီးနဲ့ခံတော့နားရတော့ရောက်ပါတယ်နှလုံးသားထဲမှာအဖတ်တင်ရတာအဲ့ဒါခွက်ပေါက်ကြီးနဲ့တရားနာတာဟုတ်ပြီလားခွက်တော့ရှိတယ်မှောက်ထားတာရဲ့ခွက်တော့ရှိတယ်ခွက်ပေါက်ကြီးဖြစ်နေတယ်တချို့ကြတော့ခွက်အကောင်းနဲ့တော့ခံတယ်ပြည့်လဲပြည့်သွားပြီးလဲပြီးတော့တွန်ချထားခဲ့တယ်ဘာမှမသိတော့ဓမ္မယုံအပြင်ရောက်တော့ဘာပါသေးလဲအဲ့ဒါခွက်ပေါက်ပြီးတော့ခံနေတာဟုတ်ပြီလားနောက်တူကြတော့ခွက်ကောင်းကောင်းနဲ့မိုးရေကိုခံယူပြီးတော့အဲ့ဒီရေကိုသုံးဆောင်နေအကျိုးမရှိဘူးလားအဲ့တော့ခင်ဗျားတို့ခွက်မောက်ပြီးနာမလားခွက်ပေါက်နဲ့နာမလားသွန်ပြီးနာမလားဆောင်းပြီးနာမလားတေးတရားကြပြောမှန်ပြောနောက်နေ့တစ်ခါပြန်စစ်အောင်မှာပြန်စစ်အောင်မှာဘုန်းကြီးတွေခင်ဗျားတို့ကမြောက်လို့ရမြောက်ပေးနေတာဒီဘုန်းကြီးကျတော့မရတော့အကယ်၍တာဓမ္မတရားတော်မြတ်ကိုဆိုတော့ခန္ဓာ၅ပါးယုံနာ၅ပါးဆိုဒီအနိစ္စမမြဲဘူးဆိုလိုချင်သေးလားဒုက္ခဆင်းရဲပါတယ်ဆိုတွေ့ချင်သေးလားအနစ်မရှိပါဘူးဆိုအနစ်ရှိတယ်လို့ရှာကြအောင်မလားမရှာကြဘူးဆိုဒီလောကနေခြင်းပါအောင်မလားအခုတော့ဘာဖြစ်လဲတဏ္ဍာလေးပန်းလေးပန်းโอเคပဲရက်တောင်လေးခါတော့စီးပွားလေးကလည်းပြည်လဲယောက်ျားကလည်းကောင်းသားတွေသမီးတွေကလည်းပညာရိတာဘို့တွေရတာငါတော့ဘဝကျင့်납ပြီတဏ္ဍာလေးပန်းလေးပန်းလိုက်တော့အဲ့ဒါအချင်းတန်ကိုရီးယားကားလေးကြီးစိတ်ချမ်းသာကိုချမ်းသာဖြစ်မလာဘူးလားဖြစ်လာပြီသားလေးရဆိုတဲ့သားတန်ဟောစင်မနုံဘွဲ့တွေတန်ဟောစင်မနစ်သမီးတန်ဟောစင်မနုံဘွဲ့နော်ချွေးမတွေသမက်တွေမှာမြည်တွေမြစ်တွေဆိုတဲ့နုံဘွဲ့ကြည့်စရာဆိုတဲ့နုံဘွဲ့ကြားစရာဆိုတဲ့နုံဘွဲ့စားစရာဆိုတဲ့နုံဘွဲ့တွေ့စရာဆိုတဲ့အတွေ့နုံဘွဲ့ရွှေတွေငွေတွေကြောက်တံမရတွေအဝယ်စားတွေဖုဒ္ဓဘာအာယုဆိုတဲ့အတွေ့ကာမဂုဏ်မှာနေနေကြတယ်တတ္တဆိုတဲ့တတ္တယုံတဲ့ကာမဂုဏ်မှာလည်းနေနေကြတယ်ခွာနိုင်ရဲ့လားမခွာနိုင်လို့အိမ်မှာနေတာပေါ့ခွာနိုင်တဲ့ပုဂ္ဂိုလ်အိမ်မှာနေသေးလားကိုရှိမှရှိတဲ့သီလရှင်တစ်ပါးအိမ်မှာနေတာလားရိတ်တာမှာနေတာလားရိတ်တာမှာကာမဂုဏ်ရှိလားမရှိဘူးလားရှိတာသွားမမိနဲ့ခေါင်းလာကြည့်စပိန်မရှိဘူးဟုတ်ပြီလားခင်ဗျားတို့ခေါင်းမှာပါရှိလေအဲ့ဒါဘာအာယုံလဲကာမဂုဏ်ပေါ့အိမ်မှာကရုံကြီးနဲ့ကြာကြာနေလို့ရပါမလားဘာဖြစ်လို့လဲသိတယ်ဗျာသူတို့ကပါတယ်ဟဲ့နင့်ကကရုံကြီးနဲ့လို့ပြောမှကြောက်တယ်တဏှာကမလိမ့်မဲနေရလားမနေရရေမချိုးပဲနေရလားဘာဖြစ်လို့လဲကြောက်လို့ဘုန်းကြီးကြတော့ကြောက်လားသေမင်းကြတော့ကြောက်လားငရဲကြတော့မကြောက်ဘူးမကြောက်လို့ခက်တီတီနေတာပေါ့ဟုတ်ပြီလားကာမနုံဘွဲထဲမှာနေနေတဲ့ပုဂ္ဂိုလ်ဒီအခုမှနေတာလားကဘာအသိချေနန္ဒလားအဲ့ဒါကိုကိုယ့်ဘာကိုစမ်းစစ်ပါဟုတ်ပြီလားကိုယ့်ဘာကိုစမ်းစစ်သတိပေးပါဒီအချိန်ဒီအခါအပြင်အလွန်အရေးကြီးတဲ့အချိန်ခါရောက်လာပြီတန္တရာမယုံထွက်မယ်ဆိုလို့ရှိရင်တစ်စက္ကန့်တစ်မိနစ်ကတိတ်တန်မှုရှိပါတယ်လူလောကဟိုဘက်ကိုလွန်မြောက်သွားပြီဆိုရင်အခုလိုတရားနာလို့တရားကျင့်လို့ရပါမလားမရပါဘူးအခုယောဂီတို့နွားတွေခိုးတွေကြီးခင်ဗျားတို့အိမ်မှာခိုးတွေရှိလိမ့်မယ်ငါအိမ်ကခိုးဆိုပြီးတော့ဖြာခင်းပြီးခြံအောင်ထောင်ပြီးခေါင်းလေးနဲ့အိတ်သလားသိပ်ပေးသလားသိပ်ပြီးတော့သူတို့ခင်ဗျာဒီတိုင်းကြီးအိတ်ရတော့ချင်းမကိုက်ဘူးလားခင်ဗျားတို့သူတို့အကြောင်းသိခြင်းခြံအောင်တို့ခေါင်းတို့စောင်းတို့မရှိဘဲနဲ့အဲ့ဒီမှာသွားပြီးတနားကြီးလောက်ငုတ်ထုတ်ထိုင်နေကြတာနေနိုင်ရဲ့လားအဲ့ဒီဒုက္ခလေးကိုနည်းနည်းလေးမြည်စမ်းကြည့်ပါဟုတ်ပြီလားအဲ့ဒီပုဂ္ဂိုလ်တွေဘာဖြစ်လို့ဒီလိုခံစားနေရတာလဲလူလောကလူတို့ရဲ့ဘဝမြတ်တဲ့အချိန်မှာမြတ်တဲ့ဟာလားတရားတွေအာမထုတ်ဖဲနဲ့နော်ရှေ့လူနောက်လူလိုပဲကာမဂုဏ်နဲ့နှုံဘွဲထဲမှာနေပြီးတော့သူလည်းဒီလိုပဲရှာတယ်ကိုလည်းဒီလိုပဲရှာတာပဲသူတို့လည်းစီးပွားရှာတယ်ငါတို့လည်းစီးပွားရှာတယ်သူတို့လည်းသားတွေသမီးတွေနဲ့အိမ်အောင်ပြုတယ်ငါသားသမီးတွေလည်းအချိန်နာသားသမီးတွေကိုဟာလားအိမ်အောင်ပေးစားတယ်အဲ့လိုအဖြစ်မောဟလောဘဒေါသနဲ့ကာမဂုဏ်ထဲမှာနေနေတဲ့အခါကျတော့မောဟဖုံးမသွားဘူးလားမောဟဖုံးတော့တိရစ္ဆာန်ဘဝရောက်မသွားဘူးလားရောက်သွားတဲ့အခါသူတို့မှလုံခြုံမှုရှိသေးလားအဲ့ဒါဘာဖြစ်လို့လဲကာမဂုဏ်နှုံပွဲထဲမှာနေနေတဲ့အတွက်ကြောင့်ထိုနှုံပွဲရဲ့အယောအစားပေးရတာခွေးဘဝရောက်သွားပါသည်အဲ့ဒီလေရောက်တော့နှာခေါင်းချင်းကိုက်လို့လည်းပုတ်စရာမရှိလက်စိတ်လေးတွေချင်းကိုက်လို့လည်းပုတ်စရာမရှိအောက်ကကျန်းတော့လည်းမှုရခင်းစရာမရှိကောင်းကြီးအေးတော့လည်းဟာလားစောင်းချုံစရာမရှိချင်းကိုက်တော့လည်းခြံအောင်ထောင်စရာမရှိနော်လေတိုက်တော့မိုးတွေရွာတော့နေစရာရှိသေးလားသူတို့မှလုပ်ငန်းနဲ့အလုပ်လုပ်စားလို့ရသေးလားအဲ့ဒါဒုက္ခကိုသေးသေးချာချာကြည့်ခွေးလို့မမြင်တဲ့သူတို့ရဲ့ဘေးတွေကိုမြင်ပါဟုတ်ပြီလားနွားတွေကိုကြည့်ပါတနေ့ကုန်သေးတဲ့အထိနတ်ဖားကြီးကြိုးတန်းလန်းကြီးနဲ့နေရတာအဲ့ဒါဘာဖြစ်လို့လဲ
ကာမဂုဏ်နုံဘွက်ထဲမှာနစ်ပြီးနေခဲ့လို့ဟုတ်ပြီလားကာမဂုဏ်နုံဘွက်ကိုအပြစ်လို့မသိခန္ဓာကိုအပြစ်လို့မသိပဲနဲ့ကာမဂုဏ်မှာနစ်ပြီးတော့ကာမဂုဏ်ရှိမှငါရှိမှငါချမ်းသာမှငါပြည့်စုံမှနော်ငါတို့တက်ကြီးတွေတာကြီးတွေအဲ့ဒါပြည့်စုံမှစိန်နေရွှေတွေကြောက်တံပရမများတွေနဲ့ပြည့်စုံမှလူတန်းစီတယ်လူရဝင်တယ်တို့အောင်လံမြို့မှာဘဒူဝပြည့်ချမ်းသာတယ်ဆိုရင်နော်ချမ်းသာတဲ့ပုဂ္ဂိုလ်ကငါလည်းတို့အောင်လံမှာငါချမ်းသာတယ်ဆိုရင်ကိုယ့်ကိုယ်မှန်တဲ့မနေဘူးလားဩအဲ့ဒါပေါ့ကာမဂုဏ်နုံဘွက်မှာနစ်သွားတာအရိယသူတော်ကောင်းတွေကြိုက်သလားဒွေမေဘိခွေအာနာပါပိစီရဏနာတိဝိတ္တပါကတမေတွေရောဇာယံကာမေတုကာမတုကလိယောနိကနိယောကောဟိနောဂမ္မောပုဒ္ဓဇဏီကောအနာရိယောအနာတတံဤတော်တဲ့ခြေသားခြေသမီးတို့မမီဝဲအပ်တဲ့တရားနှစ်ပါးရှိတယ်တဲ့မှတ်ထားပါမမီဝဲအပ်တဲ့တရားဘယ်နှပါးရှိသလဲအဲ့ဒါကဘာလဲဆိုရင်ကာမေတုကာမတုခလိကနိယောကောတဲ့ကာမေတုဆိုတဲ့ခုနအစင်းကာမဂုဏ်အတန်အာယုံကာမဂုဏ်အနတ်အာယုံကာမဂုဏ်အကြအာယုံကာမဂုဏ်အတွေ့အာယုံကာမဂုဏ်ရတာအာယုံကာမဂုဏ်အဲ့ဒီကာမချမ်းသာကာမပစ္စည်းကာမဥစ္စာအဲ့ဒီကာမပစ္စည်းတွေသည်တဲ့အဲ့ဒါမမိဝဲအပ်တဲ့တရားကဲခမရတို့မိဝဲနေလားမမိဝဲနေလားဒါရင်ဘုရားစကားနားထောင်လားအဲ့ဘယ်လိုဘုရားစကားနားမထောင်မနဲ့ဘယ်ကဘာဖြစ်လို့သွားပြီးတော့ဖြစ်ခိုးလဲဘုရားရှိစူလဲစူဆောင်သေးဘုရားစကားလည်းနားမထောင်ဘူးဘုရားစကားနားထောင်ရမယ်လေဟုတ်ပြီလားအခုဘုရားစကားကဘာပြောလဲဒီကာမဂုဏ်တွေကိုမမီဝဲအပ်ဘူးလို့ဘုရားကမဟောဘူးလားဒါပဲနဲ့တို့လူသားတွေကကာမဂုဏ်များတာကိုပဲချမ်းသာလို့ဂုဏ်ယူမနေကြဘူးလားအဲ့ဒါကြီးစွာသောကြောက်เสียကောင်းသောဘွက်ကြီးပါပဲသဘောပေါက်ပြီလားအဲ့ဒါလွန်စွာသောကြီးစွာသောဘွက်နှစ်ချင်းဖြစ်ပါတယ်အိမ်မှာကောင်းကောင်းမအိပ်ရအာသခိုးမြန်လာမလားဟဲ့မိမြန်လောင်မလားဟဲ့ငလင်မြန်လှုပ်ပြိုကြမလားဟဲ့နဲ့ကြောက်မနေရဘူးလားအဲ့ဒီမှာအလုတ်တွေများတော့ကိုယ့်ကိုခွင့်ယူလို့ရသေးလားဟဲ့တရားလာအထုတ်ပါဆိုတော့မအားဘူးဆိုတော့မတားအတားစီးမခံရဘူးလားဘာတားတာလဲကာမဂုဏ်ကတားလိုက်တာကာမဂုဏ်တဏှာတိဟူသောတရားခံကကာမဂုဏ်ထဲမှာနှစ်တာပြီးမင်းဓမ္မယုံကိုသွားမယူနဲ့တဲ့ကာမဂုဏ်မှာပဲနေဆိုပြီးတော့အာခွင့်မပေးခွင့်တင်လို့မရအောင်ကိုပိတ်ဆို့လိုက်ပြီဟုတ်ပြီလားအဲ့တော့အဲ့ဒီလိုကာမဂုဏ်ပစ္စည်းတွေဟာတဲ့ဟိနောကာမောဟိနောယုံညံ့တဲ့ပစ္စည်းတွေတဲ့ကောင်းတဲ့မွန်မြတ်တဲ့ပစ္စည်းတွေလားယုံညံ့တဲ့ပစ္စည်းတွေလားအဲ့ဒီယုံညံ့တဲ့ပစ္စည်းကိုပဲလူတွေကအကောင်းကြီးထင်မနေဘူးလားသေတိကျဆန်းစစ်နော်ဟိနောယုံညံ့သောဂမ္မောအယတ်သားတွေတဲ့ဟိနောဂမ္မောပုရုဇဏီကောပုရုဇနောဩမ္မတကောဩမ္မတကဆိုတာဘာလဲနောက်ကယောဂီတွေဩမ္မတကဆိုတာဘာလဲအယူဘာခေါ်လဲဟုတ်ပြီမှတ်ထားသူတို့မသိကြအောင်မဆောင်နဲ့နော်ကျုံမကြီးနဲ့ပြောနာဩမ္မတကဆိုတာဘာလဲခုနကာမဂုဏ်ပစ္စည်းတွေကိုကြိုက်တယ်ဆိုတာအကောင်းတွေကြိုက်တာလားအယူတွေကြိုက်တာလားခင်ဗျားတို့ကြိုက်လားမကြိုက်ဘူးလားဘာဖြစ်သွားပြီလဲဘာတရားပွဲအယူဆိုတော့ဘယ်စိတ်ကူးလို့ရမလဲဗျအယူဆိုတော့အကောင်းစကားပြောမရဘူးဟုတ်လားအကောင်းကဟဲ့အယူတယ်ပြောတော့လက်ခံလားအယူကအလူကအယူယူချင်းနင်းဘာယူလဲလို့မေးကြသလားဟမ်တရားလေးမှာအယူတောင်ရှိတယ်လေဦးဇင်းတို့သွားကြည့်တယ်သွားလဲကြည့်တော့အနာသွားလမ်းခေါ်တယ်လက်ရလာခေါ်တော့ဘာလဲဆိုသွားကြည့်တယ်ခါကြတဲ့ကြောက်ခဲတွေကိုပေးပြီးအဲ့ဒါဗရရှင်လုံးနဲ့ရေစိန်တော့96ပါးပြောက်တယ်ကြောက်ခဲကြီးကိုဗရရှင်လုံးနဲ့အယူကအမှန်ပြောတာလားအမှားပြောတာလားဟောအကောင်းပြောတာမဟုတ်ဘူးအယူစကားပြောတယ်နောက်တစ်ယောက်ကလှမ်းခေါ်တယ်လာအောင်နဲ့အဲ့ဒါဘောပင်နဲ့စာရွက်ပေးထားတယ်သူကချဲယူဒီကနန်းထူအဲ့ဒါသေချာပေါက်ပဲဟောဒါဖြင့်ကောင်းပြီဟိုဘက်ကတရားကိုသွားကြည့်တော့သူ့ကိုစက်ကူတွေအထလိုက်ကကြီးနဲ့ညှပ်ပေးထားတယ်တရဒီတဲ့ချင်းကြီးလေးအိတ်ထဲလေးခါကြတဲ့ညှက်လိုက်တော့ကြပြန်ချလိုက်ပြန်ကြီးလေးဘာလဲမလားအုပ်စယူဟုတ်ပြီလားသူကလာပြီးသူ့ရှိတယ်သွားအဲ့ဒါတွေးတော့ပေးပါသူမပေးဘူးပြတော့ဖွက်ထားတယ်အဲ့ဒါဘာယူလဲအုပ်စယူအဲ့တော့အရိယအယူတွေကတော့တယောက်နဲ့တယောက်ဟဲ့ကောင်ကြီးမင်းကဘာအယူယောဂနဲ့ဒီရောက်လာတယ်လို့မေးသလားအယူယူချင်းတယောက်နဲ့တယောက်အကောင်းလို့ထင်မနေဘူးလားခမရတို့ရက်ွက်ထဲမှာညီကဘာအယူလဲညီကလင်ဒယူလားမယရယူလားအုပ်စယူလားဓာတ်ယူလားမမေးဘူးလားမေးရလားအယူယူချင်းဆိုတော့ယူမောင်းသိကြရဲ့လားအေးအဲ့ဒါသူတော်ကောင်းတွေကတော့အယူတွေထင်ကြတော့
သူတော်ကောင်းဆိုတဲ့လူတော်တွေပြောတဲ့စကားအယူကလက်ခံရဲ့လားလက်မခံဘူးဟုတ်ပြီလားအခုတော့မြတ်စွာဘုရားကဒွေမိဘိက္ခွေအာနာပါပိစိနာနာသေဝိတာပါကတမေဒွေတဲ့အဲ့ဒီမမီဝါအပ်တဲ့တရားနှစ်ပါးထဲမှာအဲ့တော့မမီဝါတဲ့တရားနှစ်ပါးထဲမှာကာမဂုဏ်ပစ္စည်းကိုဘုရားကမိဝဲခိုင်းသလားမမိဝဲခိုင်းဘူးနော်အဲ့ဒါဘာဖြစ်လို့လဲလို့ရှိရင်တဲ့ဒီကာမဂုဏ်ဒီတန်တရာခန္ဓာတိုးပွားလို့တဲ့ခန္ဓာတိုးပွားတော့အိုနာသည်မတိုးပွားဘူးလားအိုနာသည်တိုးပွားတော့ဆင်းရဲလားချမ်းသာလားအဲ့တော့အိုနာသည်တိုးပွားတဲ့ဆင်းရဲတဲ့အလုတ်ကိုလှုပ်တာလိမ္မာတာလားမိုက်တာလားအဲ့ဒါအာတိဝနာစဘာလနံလူမိုက်တယ်အယူတွေဟုတ်ပြီလားပုရုဇဉ်တွေတဲ့အယတ်သားတွေတဲ့အရိယာတွေကြိုက်သလားအဲ့တော့အနာရိယောအရိယာဥစ္စာမဟုတ်တော့အနာတ္တတန်ဟိတော့အရိယာတို့ရဲ့ချမ်းသာဥစ္စာလဲအရိယာတို့လည်းမဆက်ဆက်ဘူးတဲ့အရိယာသူတော်ကောင်းတွေကလောကီအာယုကာမဂုဏ်ကိုပိုင်ဆိုင်မှုတိုးပွားဖို့ရှာရဲ့လားရှိမှရှိတဲ့ဆရာလေးတွေငကပါသလားတဏခါလိမ့်လားပန်းပန်လားခမရတို့နဲ့ဘာဖြစ်ကုန်ပြီလဲတခြားစီဖြစ်နေပြီသူတို့ကောင်းကရှင်းလားရှုပ်လားခမရတို့ကောင်းကဘာဖြစ်နေအဲ့တော့ဒီပုဂ္ဂိုလ်တွေရှင်းပါမလားမရှင်းဘူးအရှုပ်ကြီးရှုပ်ပါတယ်တော့ရှုပ်ပါတယ်နဲ့စိတ်ရှုပ်ပါတယ်နဲ့မငြင်းကြဘူးလားဘာဖြစ်လို့ကောင်းကအရှုပ်ကြီးတင်ထားတော့ဘယ်ရရှင်းမလဲခန္ဓာရောရှင်းရလားဩဟိုအတွန်းတွေရောအတက်တွေရောဟိုအယောင်တွေရောဒီအယောင်တွေရောအတွန်းဦးစင်းလည်းမပြောတတ်ပါဘူးဗျာမျက်နာကလည်းဟိုဟာတွေချဲဒီဟာချဲဆရာလေးတွေမှာသနာခါးတွေပန်းပန်းနေမျက်နှာချီတွေမိတ်ကတ်တွေကိုရီးယားမိတ်ကတ်တွေလိမ့်သလားမလိမ့်ဘူးရှင်းလားရှုပ်လားမျက်နာမှာလည်းရှင်းခေါင်းမှာလည်းရှင်းကိုယ်မှာလည်းရှင်းနေရွက်မှာလည်းရှင်းလက်ဘင်းမှာလည်းရှင်းလက်မှာလည်းရှင်းခမရတို့ကြောင့်မျက်နာရောခေါင်းရောနေရွက်ကောလက်ဘင်းရောဘယ်နေရာကြံသေးတောက်ဖဏပါသေးတယ်အဲ့တော့ရှုပ်မနေဘူးလားဘာတွေနဲ့လိမ့်ကြံပြီးရှုပ်နေတာလဲကာမဂုဏ်တွေနဲ့ဟုတ်ပြီလားအဲ့ဒါကာမဂုဏ်တွေနဲ့လိမ့်ကြံမိနေတာအယူပါသူ့ပါသူယူမှမသိတော့ဒီကာမဂုဏ်ကိုအပြစ်လို့မြင်သေးလားမမြင်တော့ဘူးဟုတ်ပြီနော်အဲ့ဒါကိုမမိဝဲဘူးတဲ့အဲ့ဒီလို့စီးပွားချမ်းသာလောကီကာမဂုဏ်တွေကိုလည်းအရိယသူတော်ကောင်းတွေကမဆက်ဆံဘူးတဲ့အဲ့ဒီဟာတွေကကိုရောစိတ်ကောပင်ပန်းခံရတယ်တဲ့ကဲခင်ဗျားတို့လောကစီးပွားရှာနေတာအိမ်မဝတော့လည်းသွားတယ်နေဘူးလည်းသွားမိုးရွာလည်းသွားလေးလည်းထမ်းဝေးလည်းထမ်းမလောဘူးလားကိုရောစိတ်ကောမချမ်းသာတယ်ဆိုတဲ့နေရှိရလားမသွားခြင်းလည်းမသွားတာခီးဝေးလည်းသွားတာပဲနီးလည်းသွားတာလေးလည်းသွားပူလည်းသွားအေးလည်းသွားနော်ပြောရဆိုလောရခံရမလောရဘူးလားအဲ့တော့ကိုရောစိတ်ကောမပင်ပန်းဘူးလားဩအဲ့ဒီအောင်ကမောက်တွေကပြစ္ဆုတ်ပံမှာလဲကိုရောစိတ်ကောပင်ပန်းနေတဲ့ဟုတ်ပြီလားတဏှာနဲ့ပြုတဲ့သင်္ခါရကံကြောင့်ကာမဝိပါကဝတ်ဆိုတော့ခန္ဓာအသည့်အသည့်တွေလည်းတိုးပွားတော့ခဏခဏသေဖို့ခန္ဓာအသည့်အသည့်တွေခဏရတော့ခဏခဏမသေးရဘူးလားမသေးခင်ခဏခဏကိုမသာကိုမကြွေးရဘူးလားကြွေးရတော့စင်းလားချမ်းသာလားအဲ့လိုဆိုအာမရသေးဘူးလားမေးပြီဟုတ်ပြီနော်ကိုမသာကြီးကိုရေချိုးရတာအာမရသေးဘူးလားသေတတ်မဲ့မသာကြီးတနေ့ရေချိုးပြရမှာတနေ့ကြွေးပြရမှာစီးတွေဝင်နေသွားပြရတာဆေးကူပြရတာသိပ်ပြရတာအခုတော့ပူရင်အိုင်အောင်လုပ်ပြရတာညောင်းရင်လှည့်ပြရတာဖျားနိုင်ဆေးကူရတာလေတိုက်ရင်ကာကွယ်ရတယ်လမ်းသွားရင်ဖဏစည်းရတယ်ဘာလို့ဖဏစည်းရတယ်ခြေတော့မပိုင်ဘူးပါမလားပူတော့မစင်းဘူးလားဘာဖြစ်လို့စင်းရတာလဲခြေတော့ရှိလို့ပေါ့ထီဆောင်ရတော့ဘာဖြစ်လဲမစင်းရဘူးလားလက်ကြီးတစ်ချောင်းမြောက်ပြီးတော့သွားတာပဲဒုက္ခတရားကြတော့2နာရီလာထိုင်မှဆိုဈေးစစ်တယ်ဟုတ်ပြီလားခီးတစ်ခုသွားမယ်ဒီကနေပြီးတော့ဘယ်သွားမလို့2နာရီ3နာရီလောက်ရှောက်မယ်ဆိုရင်နေဘူးလေးသွားတော့အဲ့ဒါထီးတောက်ချောက်ကြီးလက်ကြီးနဲ့မြောက်ဝင်သွားတော့မညောင်းဘူးလားအဲ့တော့ခင်ဗျားတို့အိမ်မှာတနည်းနည်းစီးပွားရှာတော့အဋိဌံပါရမီ9ရက်နဲ့ပြည့်လားအဲ့ဒါကြတော့အဋိဌံများလာ ਈ လားအရှင်တဏီကုံလောက်ရတာနော်ယောက်ျားရဲ့တဏီကုံရှာကြွရတာမိန်းမရဲ့ငါတဏီကုံလောက်ရတာနှစ်နဲ့ချီလာပဲငါတော့အဋိဌံပါရမီပြည့်လောက်ရောပေါ်လို့မြန်ခွင့်ပါနာရှိလားမရှိဘူးဘာဖြစ်လို့လဲတိုးရတာသူတို့ကအဲ့ဒါဆက်ပြီးတော့ရှာတော့တာအဲ့ဒါဘာလဲဆိုအရိယာတို့မကြိုက်တဲ့အလုပ်သူတော်ကောင်းမကြိုက်တဲ့အလုပ်ကာမဂုဏ်နုံဘွဲတက်မှနစ်နေလို့နောက်ဆုံးတော့ဘယ်လိုဖြစ်တာလဲဆိုတော့ကာမဂုဏ်နုံဘွဲမှာရှာရင်းနဲ့ကာမအာယုံမပြည့်စုံတော့အကျဉ်းချက်ဒုက္ခရောက်လာတော့ပိုရမလားလို့ပိုရှာရင်ပိုနစ်ရင်နော်ဘယ်ချောင်းရောက်တော့ညာချောင်းနစ်မသွားဘူးလားအဲ့ဒီလိုနဲ့ကလေးတယောက်ရပြန်ရင်နော်နောက်တော့ဒုက္ခတစ်မျိုးတိုးလာရင်တိုးတော့ဒုက္ခတဲ့ပိုရှာရရင်ပိုရှာတော့ပိုနစ်လာပြန်ရင်နောက်တော့သားတွေသမီးတွေနုံပေါ်ကြီးကနှိပ်ပြန်ရင်ပိုနစ်လာပြန်ရင်
နောက်သားတွေသမီးတွေကနေပြီးတော့သမက်တွေချွေးမတွေရလာတော့ပို့ပြီးဘောနေလာပြန်ရင်အဲ့ရမြည်တွေမြစ်တွေရောက်လာတော့ပို့ပြီးဘောနေတော့ထနိုင်သေးရဲ့လားအဲ့ဒါနဲ့ပဲပိုရွယ်စိပြားပကံထဲမှာပြားရည်မလင်းထဲမှာသေးသလိုခမရတို့ဘိုးတွေဘွားတွေကာမဂုဏ်နှုံပွဲထဲမှာနစ်ပြီးတော့သေသွားတာရည်တွက်လို့ရကြသေးရဲ့လားဒီလိုပဲခမရတို့နစ်သေးကြမှာလားကဲမဟာနိုင်ဘူးစောင်းဝဲကြပြီရှုံးပြီမဟာနိုင်တော့ဘူးဒင်းတို့တရားခံမိပြီနော်မဖြေနိုင်ဘူးနောက်ကကာမဂုဏ်ကဆွဲထားတယ်တဏှာကဟဲ့မဖြေနဲ့ဖြေဆောင်မကြတော့ဟုတ်ပြီလားဖြေနိုင်သေးရဲ့လားမဖြေနိုင်ဘူးအားမရှိတော့ဘုရားတပည့်တော်ဒီရောမတို့မဖြေနိုင်တော့ပါဘူးဘုရားအရှုံးမပေးရဘူးလားဟဲ့ယောဂီတို့အိမ်မှာကိုယ်ပဇံကိုရှာပြီးကိုနေရာကိုဆောက်အောင်မယ်အိမ်မှာသူများရိတ်တာမှာသူများဆောက်ပြီးသားအကြောင်းလေးမှာအလကားမနေခြင်းဘူးလားမဖြေနိုင်ဘူးအဟောင်းသားလေးနဲ့သွားငါတနာတော့တနာလားဒါနဲ့တရင်တို့မတနာပါဘူးကျောင်းမှာအခုသွန်ကန်ရဲ့နှစ်ရက်ခံရတာစံအိတ်200ရတဲ့ပူစရာမလိုဘူးလာစားကြပါလားဟောလာနိုင်ရဲ့လားဘွက်နေတာပြောတာဟုတ်ပြီလားဘွက်ကဆွဲထားတော့ရုံးထွက်လို့ရသေးလားဩအဲ့တော့မှရုံးထွက်ကြည့်တော့မှမရတော့ပါလားလို့သိမလားဘူးလားဘုရားစိတ်ကပထမတော့ဟာပြားကြီးကိုဗလင်းကြီးငါတော့အတော်ပဲငါဘွားတော့နော်သုံးမကုံဖြုံးဖို့ဆိုဝမ်းမတက်တဲ့စားတာဝါပြီဆိုပြီးပြန်ဆုတ်တော့ဆုတ်တာနှစ်လို့ဖြစ်မလာဘူးလားနောက်ဆုံးတော့ဘုရားစိတ်နှစ်သွားတော့သေမတာသေသွားရောအဲ့ပြားကြီးထဲမှာပဲနှိပ်ပြီးသေသွားတော့အမလေးပါဆိုကဲမဲ့လူရှိသေးလားဩအဲ့လိုပဲခမရတို့ဘိုးတွေဘွားတွေရွှေတွေမျိုးတွေကာမဂုဏ်နှုံပွဲထဲမှာရှာရင်းနဲ့ယုံရင်းနဲ့နှစ်တယ်နေရင်းနဲ့ယုံတယ်နှစ်တော့ထယုံတယ်ထယုံတာထနေပြီးတော့နောက်ဆုံးတော့နှစ်ပြီးတော့သေသွားကြပြန်ပြီရှိရပုဂ္ဂိုလ်တွေဒီလိုပဲကာမဂုဏ်ထဲမှာနှုံပွဲနှစ်သွားပြီဆိုရင်တို့ဘာလုပ်မလဲဆက်ပြီးတော့ပဲနှစ်မလားယုံထွက်ကြမှာလားဘယ်ယုံကိုထွက်မှာလဲဒီလိုပဲနေပါခမရတို့ကြောင်းသိရဘုန်းကြီးလာမြောက်ပေးသွားပြီသာတူဆိုပြန်မယ်လာခဲ့နောက်တစ်ပါးအဲ့ဒီလိုဖြစ်နေတာအဲ့တော့တရားဓမ္မတွေအခုယုံထွက်လို့ရရဲ့လားသူဂတိဘုံလူဘုံတော်မှယုံထွက်လို့မရဘူးဆိုရင်လူဘဝဟိုဘက်ကိုယုံထွက်လာရှိသေးလားဘယ်သူကလာခဲ့မှာလဲဘယ်သူကလာပြီးဆွဲမှာလဲရသေးလားသပိတ်သူလောတရဏဂုံတင်လောရသေးလားမရတော့ဘူးအခုပဲခမရတို့အခုသီလရှင်ဝတ်ရှင်နေကရုံတုံးနဲ့အခုဝတ်လို့ရတယ်အခုထွက်လို့ရတယ်ဒကာကြီးတွေကလည်းအခုဘုန်းကြီးဝတ်လို့ရတယ်အခုတရားထိုင်လို့ရတယ်အခုဖဲရိုက်တယ်အခုရဲတော့တယ်အခုပြန်ပြီးဘုန်းကြီးဝတ်တယ်မရဘူးလားဘယ်ဘုံမှာရတာလဲနတ်ပြည်မှာရသလားငရဲပြည်မှာရသလားဩဒီအချိန်မှာမှခမရတို့ယုံထွက်လို့သူဂတိဘုံဖျားပွင့်နဲ့ပိဋကသုံးဘုံနဲ့တန်ဃာတော်ဖူးတွေ့နေရတဲ့နော်သူဂတိဘုံဆိုတဲ့လူခန္ဓာရတာတောင်မှဘွယ်ထဲကယုံမထွက်နိုင်ပါဘူးကာမဂုဏ်နှုံဘွက်ထဲမှာအာဟုသုတရားတွေနဲ့နစ်နေပါပြီဆိုရှေ့ဆက်ပါဖြစ်တော့မယ်နေတဲ့နစ်မသွားဘူးလားအဲ့တော့ဘယ်လိုလုပ်မလဲဒီလိုပဲနှိပ်ပြီးတော့သေကြတော့မှာလားယုံသွဲပါမယ်ဗျာကဲဟုတ်ပြီနံပါတ်1တယောက်တော့ရဒီလောက်အများကြီးတယောက်ပဲတကယ်ထွက်မလာတော့မသိဘူးကားကတော့6နဲ့တခါကြီးလိုက်လို့ရတယ်နော်ကျုပ်ကသင်းနာမည်ကြီးကသင်းသွားမချင်းနဲ့လင်ခွဲမရခွဲဖြစ်ကုန်ပြီသင်းကနာမည်ကြီးပုံပြောတာကောင်းတဲ့နေရာတာမကြီးတာမကောင်းတဲ့နေရာအញ្ញကြီးတယ်နော်မြတ်စွာဘုရားကဗဒ္ဒကလျာဏီတဲ့နန္ဒသရိုးသားမင်္ဂလာဆောင်ခွင့်ပေးသလားခွဲသွားသလားအဲ့ဒါကြတော့ခမရတို့ဘုရားကိုဘာဖြစ်လို့မပြောတာလဲသင်းဘုန်းကြီးကမှအဲ့သင်းကြောင့်တရားသွားမချင်းနဲ့လင်ခွဲမရခွဲဖြစ်ကုန်မယ်လောကဘလူလူတွေနဲ့လာတွေ့မှမသိဘူးကာမဂုဏ်နဲ့ပွဲကြတော့ပြောနေတာအေးတနေ့ပြောတဲ့ပုဂ္ဂိုလ်တွေអော်ကြပါလိမ့်မည်ဟောဦးဇင်းမကြခင်ပဲဒီဦးစီးမဦးဇင်းကတရားတကြံပြီးပြီးချင်းအားရမရှိဘူးအုံထဲကတရားပွဲဆိုပြင်တော့ချက်ချင်းတယ်လီဖုန်းရောက်လာတာရက်ကသူတို့နောက်ဆုတ်တာမသိဘူးနေ့ရက်နားထားတာနားရက်မရှိဘူးချက်ချင်းထွက်ရလမ်းမှာတယ်လီဖုန်းဝင်လာတယ်စီကတော့ရောက်တဲ့နေရာကဆေးရုံကအမြန်ကြွပါကျောက်ကအော်ဒါသိကောင်းတာအောင်လမ်းမှာမသုံးတာဗျဘေးကအကုန်ကျောက်ကအသုံးတဲ့အောင်လမ်းတော့အသုံးမတည့်အလကားကျွေးပြီးအလကားပေးတာတော့မလာနိုင်ဘူးဖြစ်နေဟိုလဲရောက်ကော89နှစ်အသေးကင်စာအဖိုးကြီးဦးစင်းတို့လည်းတွေ့ရောငိုရောတကားကြီးလို့ဘာဖြစ်လို့ငိုတာလဲဆိုတပည့်တော့သေရပါတော့မယ်သေရပါတော့မယ်ဆိုတော့တကားကြီးတရားမကြည့်ဘူးလားဆိုမကြည့်ဘူးဗျာတဲ့တပည့်တော့သမီးတွေကလည်းအင်္ဂလန်မှာသားတွေကလည်းအင်္ဂလန်မှာဆိုတော့လူတော့လူခဲ့ဘူးရတယ်ဗျာတဲ့တရားတော့မကျင့်ခဲ့ဘူးတခါကြီးသားတွေသမီးတွေအင်္ဂလန်ရောက်တော့ပတ်စံနေရတာခမပြောမနေဘူးလားဆိုတော့
ပြောတာပေါ့ဗျာတဲ့အဲ့မှာပြောတော့အခုဘာဖြစ်နေပြီလဲဆိုတော့အခုအော်နေရပြီဟမ်ကိစ္စယောဂဖြစ်တော့နိုင်ငံခြားမှာနေနိုင်သေးလားတပိတ်သွတ်ဖို့တရဏဂုံတင်ဖို့ဘုန်းကြီးပေါ်ပေါ်လောလောပင့်ဖို့အတွက်မြန်မာနိုင်ငံပြန်မသေးလာဘူးလားသိပြီးတပိတ်သွတ်မှပဲမြန်မာနိုင်ငံပြန်ရောက်လာတယ်အရင်တော့ကသိရင်ဘုန်းကြီးအရှင်ဇန်နီးမှာအောင်လံဘယ်ရောက်နေတယ်လို့သူတို့စီးရင်သွင်းရလားမသိဘူးနောက်တော့မှဟာဒီဘုန်းကြီးကစီးဦးနေမှာလူနာတွေလိုက်ခဲ့တယ်သက်သာရတဲ့ချမ်းသာကြတယ်ဝမ်းသာကြတယ်ဖြစ်တော့အဲ့ဒီဘုန်းကြီးဗမာလဲဆိုပြီးလိုက်ရှာလိုက်ကြတာအဲ့တော့မှပဲဒီဘုန်းကြီးသတင်းကောင်းရတော့ကြံတဲ့ချိန်ကဒီဘုန်းကြီးသတင်းကောင်းရှိရလားအမလေးအော်ပြီးဆိုတော့မှစိတ်ယုံပင်းတဲ့ဘုန်းကြီးဖြစ်နေအဲ့ကြတော့မှကြွားတယ်အေးပါအရင်တော့ပြောတော့ခမအော်အောင်ပေါ့ဗျာအဲ့တော့မှတရားဟောရတယ်နော်နိုင်ငံခြားကနေပြန်လာတော့သူ့အိမ်သူမပြန်နိုင်ဘူးဆေးရုံတန်းသွားတယ်အိမ်မှာကြတော့ဘယ်သူမှမတတ်နဲ့ဆေးရုံမှာကြတော့မော်ပြီးထိုးရတာနဲ့အချွဲစုပ်စဲနဲ့စောရတာနဲ့အိမ်မှာမဖြစ်တော့ဆေးရုံပို့ထားရတယ်ကိုယ်ဆောက်ထားတဲ့ဝန်နာမီယာအိမ်ကြီးကိုပြန်နိုင်သေးရဲ့လားမပြန်နိုင်တော့ဘူးကာမဂုဏ်နုံဘွဲ့သူရှာထားတဲ့ကာမဂုဏ်တွေကသူ့ကိုကယ်နိုင်သေးလားအခုတော့မှဆေးရုံကယ်ပါအောင်နတ်စမကယ်ပါအောင်ဘုန်းကြီးကြွပါအောင်ဟာလားအရင်တော့အင်္ဂလန်သွားမယ် USA သွားမယ် UK သွားမယ်နဲ့သွားနေတာအခုမသွားနိုင်တော့ဘူးဘုန်းကြီးကြီးကြွပြီနောက်ဆုံးတော့ဦးသိန်းကတရားပြီးမယ်ဆိုတော့3နာရီပြမယ်ဆိုတော့နောက်နေ့ရက်ကျော်တော့အုံနဲ့တရားပွဲပြီးတော့မှနောက်ရက်ကြမှာကျုပ်လာခဲ့မယ်ဆိုပြီးတော့ဟာလားမှားလာခဲ့တာတရားပွဲပြီးတော့ကြွမယ်မနဲ့7နာရီလောက်ကျတော့သားမိသားပါရင်သား2ယောက်နဲ့သမီး1ယောက်ရောက်လာတယ်တပည့်တို့အဖေရဗျာတဲ့10မိနစ်တောင်ငြိမ်ငြိမ်မနေနိုင်ဘူးတဲ့အရှင်ဘုရား3နာရီတရားပြမယ်ဆိုတော့ဖြစ်ပါမလားတဲ့ဒကမာကြီးရေကျုပ်တို့ဘုရားခမရတို့သားအဖအတွက်ကတော့အသုံးချလို့မရတဲ့အသုံးမကျတဲ့ဘုရားဖြစ်ကုန်ပြီဘုရားအားကိုလို့ရသေးလားအားကိုမရလို့ဗောဗျတရားအားကိုမရလို့အဖေ3နာရီချင်းလို့ရပါမလားဆိုတော့အားကိုမထိုက်လို့အားကိုစရာမဖြစ်လို့ဒီစကားပြောတာမဟုတ်ဘူးလားအားကိုတာထိုက်မယ်ဆိုရင်ပြောပါမလားအဲ့တော့ခမရပြန်လို့စူပြီးကျိမ်းမောင်းလှုပ်ပြရတယ်စကားအရေးရှင်နေမဆိုလို့သွားကြုတ်ကားနဲ့ကြိုလိုက်မယ်ဆိုပြီးတော့မောင်းလှုပ်ပြရတယ်အားနဲ့ဦးစင်းတစ်ပည့်သွားပြတာ2နာရီခွဲလောက်ထိမလှုပ်ပါချက်ငြိမ်နေတော့ဒကမာကြီးကဆေးုံကဆရာဝန်သွားခေါ်တယ်သူ့ယောက်ျားသေးပါပြီအမှန်ကတော့ဘဝင်ကြပြီးစိတ်တဲ့ယုံနဲ့တခြားစီခွဲထားတော့ရုပ်ရဲ့ဒုက္ခပေါ်မှာသွားပြီးကြိုက်ခဲဆိုတဲ့တဏှာသမှုရိယကိုမက်ကခွာထားပြီးတော့ဝေဒနာနဲ့တဏှာရပ်သွားတော့ဒုက္ခပေါ်မှာဆင်းရဲမှုရှိသေးလားမဆင်းရဲတော့လှုပ်ခြင်းပြုတ်ခြင်းပြင်ရင်မခြင်းရွှေ့ခြင်းတိတ်ဆိတ်ရှိသေးလားအဲ့လိုမရှိလို့လှုပ်နေတာကိုသူ့ယောက်ျားသေးပါပြီဆိုဆရာဝန်သွားခေါ်တယ်ကြည်စမ်းဗမာလူမျိုးတွေဖြစ်နေတာခမရတို့ရောလွတ်သလားမသိပါဘူးလွတ်လို့များအေးအေးဆေးနဲ့တခါလေးပန်းပန်ပြီးတော့ရက်တောင်လေးနဲ့နေကြတာလားလို့ပါနော်သေပြီးနဲ့ကြုံတဲ့ခါကျတော့ခမရတို့ကာမဂုဏ်နဲ့ဝိုင်းဆွဲပါပြီးအမေရဲ့အဖေရဲ့ဟိုရဲ့ဒီရဲ့နဲ့ဆွဲလို့ရသေးလားအဲ့ကြတော့မပွေးစိတ်နုံပွဲတဲ့နှစ်သေးသလိုသေးရပြီကိုရှာထားတဲ့အာဟုတဲ့ဆိုတဲ့ယတနာတွေကားတွေစိန်တွေရွှေဝေတိုက်တာတွေဗဏ္ဍများတွေသားတွေသမီးတွေချွေးမတွေအင်္ဂလန်တွေအမေရိကန်တွေဘာမှမတတ်နိုင်တော့ဘူးမိမိရှာတဲ့နုံဘောကသေဖို့တာဆွဲနေပြီအဲ့တော့မှဦးဇင်းတို့တွေးတဲ့ခါကျတော့ကယ်ရီတော့လွတ်သွားတယ်မနေ့ကဒီရောက်တော့တယ်လီဖုန်းလာတယ်ကျေးဇူးတင်လို့ပါဗျာဟုတ်ပြီနော်သေသွားပြီးတော့မှပဲသူ့ဖေချမ်းချမ်းသာသာသေသွားတော့မယ်ဘုန်းကြီးကျေးဇူးတင်ပါတယ်ဟုတ်ပြီလားခင်ဗျားတို့ဒီအောင်လန်းလဲကြိုပြောပြီလေဥဝိစိန်တူသမီးတင်နေအောင်အသေးကင်စားနဲ့သေတယ်သွားခဲ့ရတာဟုတ်ပြီလားအရင်တော့ကတော့ဘုန်းကြီးဘယ်ရောက်နေဆိုတော့သတင်းတော်မေးရလားခင်ဗျားတို့ကကြောက်ကြောက်မေးရလားသိန်းကူဆရာတော်ဘယ်ရောက်နေလဲလို့များခင်ဗျားတို့သတင်းပါလေတော့နားထောင်ရလားကျောက်ကလည်းကြောင်းမထိုင်ဘယ်ရောက်နေမှမလဲမသိဘူးတချို့ကပြောတယ်အရှင်မြတ်ဘယ်ကြောင်းထိုင်လဲကျုပ်လည်းဘယ်ကြောင်းထိုင်မှမသိဘူးလို့ကားနဲ့သွားလဲလိမ်မြန်နဲ့သွားလဲဟိုရောက်လဲဒီရောက်လဲကြောင်းနေရတယ်ကိုမရှိဘူးအဲ့လိုနေရတယ်မရှိတော့ကိုမျိုးကိုရွာကကိုရွှေကိုမျိုးတွေဖြစ်တဲ့ကြမှာရွှေပြန်ကဓမ္မမိတ်ဆွေတရားကိုဘုန်းကြီးဘယ်ရောက်နေလို့သတင်းကောင်းများမေးကြရဲ့မမေးကြဘူးတော်တယ်ဟုတ်ပြီလားအဲ့တော့ဖရာစကားလဲနားမထောင်ဖရာကိုလည်းမကိုးကွယ်ဗုဒ္ဓတရဏံကိစ္ဆာမိဆိုတာဖရာစကားနားထောင်နေတာတရားရှာနေတယ်ဆိုတာဘုရားစကားနားထောင်နေတာတရားရှုနေတယ်ဆိုတာတက္ကမဂုံမယုံထွက်နေတာနော်တရားရှာနေတယ်ဆိုတာတန်ဃာတော်ကိုယူသိနေတာအရမဘုရားသားဘုရားသမီးဖြစ်မှာပေါ့အခုတော့ကာမဂုဏ်နုံပွဲထဲမှာနှိပ်ပြီးတော့ဘုရားမေတရားမေတန်ဃာမေကာမဂုဏ်မှာနှိပ်ပြီးတော့အချိန်ပြုံးပြီးတော့ရှေ့ဘိုးဘွားတွေလည်းကာမနုံပွဲထဲနဲ့သွားပြီးလောကအယူတွေကတော့အကောင်းမှမသိတော့ငါချမ်းသာတာကပြည့်စုံတယ်ငါတော့လူတန်းစီပြီးငါတို့မျိုးငါတို့နေရာမှာငါဟာဖြင့်လူတန်းစီပြီးငါလူလုံးလုံးနေနိုင်ပြီးငါအပြင်ဘလို့ကဘလို့တိုက်တယ်ဘလို့အိမ်ဒီဘလို့ရွှေတွေဘလို့ခြံနေနဲ့ငါနေနိုင်ပြီင
ငါဒီငါတို့နယ်မှာလူရဝင်ပြီဆိုပြီးကိုယ့်အကိုဂုံယူနေတာကိုယ့်ဘွက်တဲ့ကိုနှိမ့်နေခြင်းဖြစ်ပါသည်မမိပြီလားအဲ့တော့ကာမဂုဏ်နှုတ်ဘွက်ထဲမှာမယုံတဲ့နှိပ်ပြီးမသေးဘူးလားသေသွားတော့နောက်ဘွက်ရောက်တော့ဘွက်လွတ်သလားဘွက်ထဲနှိမ့်သလားလူဘွားမှာပဲဘောကယုံလို့ရမှာနောက်နှစ်ဘွားတွေယုံလို့မရဘူးဟုတ်ပြီလားအဲ့တော့ဒုဒကာဓမ္မတွေဘဝတိုက်ပွဲဘာနှွှဲရမလဲဆိုရင်တဏှာကကာမနှုတ်ဘွက်ထဲကနေယုံထွက်လို့မရအောင်နှစ်ထားတဲ့တရားခံတည်းဟူသောတဏှာနဲ့သရဝရိယသတိသမာဓိပညာတည်းဟူသောအာ၅ပါးနဲ့ဘဝတိုက်ပွဲမနှွှဲရဘူးလားဘဝထဲကိုနှစ်တဲ့တရားခံတည်းဟူသောတဏှာကိုမပယ်နိုင်ရင်ခမရတို့တန်ត្រာမှာအိုနာသည်လွတ်ပါမလားမအိုခင်မနာခင်အခိုင်ခန္ဓာအရစ်ဆက်ခန္ဓာအငင်းဆက်ခန္ဓာနဘာကျိုးထိုးခန္ဓာဝင်လေးပြီးတော့ကျိန်နဲ့တို့စူးနဲ့တို့ငါနဲ့ကင်တော့ဝင်တင်းရင်လို့တင်းခိုင်းလို့ကင်ပြစ်ထားတဲ့ဒုက္ခတွေခံရအောင်မှာဟုတ်ပြီလားအေးအဲ့တော့တရားဓမ္မတွေတန်ត្រာခန္ဓာရတယ်ဆိုတာလည်းမဟုတ်သေးပဲနဲ့အဲ့ဒီဒုက္ခအမျိုးမျိုးကိုလည်းထည့်တွက်ကြပါဟုတ်ပြီနော်အဲ့တော့ရွှေပြောင်ဓမ္မယုံမှာရှိတဲ့ပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့သည်ကာမဂုဏ်နှုံဘွဲ့မှနော်စွဲနေတဲ့တဏှာနဲ့ဘဝတိုက်ပွဲလွန်မြောက်အောင်နှွှဲနိုင်ကြပါစေဟုတ်ပြီလားဘယ်လိုနှွှဲမလဲဘယ်နာသွားနှွှဲကြည8 နာရီကိုရီးယားပွဲလက်ရနှွှဲပေါ်ဗျာဟုတ်ပြီလားတရားပွဲလုပ်ပြီးဆို8 နာရီနောက်ပိုင်းမှဟောရတယ်အဲ့တော့8 နာရီနောက်ပိုင်းမှတရားပွဲစသွားတာနဲ့လာတာနဲ့ဘုန်းကြီးတရားဟောတာနဲ့ဦးဇင်းကလည်းတခါဟောရင်2 နာရီလောက်ဟောချင်တာနောက်ကြတော့ညင်းနေတော့1 နာရီကျော်ကျော်လောက်ဟောရတာအားမရဘူးကိုရီးယားမင်းသားမင်းသမီးအရှုံးပေးပြီးသာသနာပြုနေရတယ်အဲ့တော့တရားဓမ္မတွေနုံဘွဲမှာထွက်မယ်ဆိုတော့မထွက်ဘူးလားထွက်ကြမှာဗမာဘယ်လိုလုပ်ထွက်မလဲကဲဘယ်လိုလုပ်ထွက်မလဲအိမ်မှာထွက်လို့ရမလားအိမ်ဆိုတာကာမဂုဏ်အာယုန်ကြီးပဲမဟုတ်ဘူးလားဓမ္မယုံလားကာမဂုဏ်လားကာမဂုဏ်အာယုန်မှာနေတဲ့ပုဂ္ဂိုလ်ကထွက်လို့ရပါမလားအိမ်ပြန်နေဆိုတာဘယ်ထဲပြန်သွားတာလဲကာမဂုဏ်ဘောထဲပြန်သွားတာပဲခတ်တီတီပဲပေါ့ဟုတ်ပြီလားစိုက်ကားလေးလည်းပြန်ခတ်တီတီပဲခတ်တင်းတင်းပဲပြန်သွားတာပဲဟုတ်ပြီလားအဲ့တော့တရားဓမ္မတွေဒီလိုပဲနှိပ်ပြီးတော့နေကြတော့မှာလားလို့ကိုယ့်ကိုမေးပါနော်ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ဂရေ80ကျော်ရတဲ့တတိသားတွေရှင်သာရိပုတ္တရာရဲ့ညီယီဝရတို့နော်စဉ်းစားကြည့်သမ်းတတိကြီးဂရေ80ကျော်ရတဲ့တတိသားတွေသမီးတွေအကုန်လုံးအငယ်ဆုံးဖြစ်တဲ့ယီဝရသားလေးတယောက်ရှိတော့မေဖြစ်တဲ့လူကဒီအမိုးတွေဇက်ခံမှုတော့ဒီသားလေးတော့အိမ်အောင်ပေးသားမယ်ဆိုပြီးတော့ကျန်တာတွေတော့သာသနာပေါင်းရောက်ပါစေယီဝရသားအငယ်ဆုံးတော့မိမပေးသားမယ်ဆိုပြီးတော့တခါတည်းမိမပေးသားဖို့လှဲတက်ကြီးနဲ့သွားကြတာသတို့သမီးအလောင်းလျာနဲ့လည်းပါလာတယ်ပါလာတော့အဲ့ဒီပေါ်မှာအဖွားကြီးတယောက်ပါလာတော့အဲ့ဒီအဖွားကြီးကိုကြည့်ပြီးတော့အော်ငါရဲ့ဇနီးငါမယားအခုတာချောတာနောင်ဆိုရင်ပေါ်ရီတွေတွန့်နော်သွားတွေကျိုးနှာခေါင်းနေနဲ့နှာခမ်းနေတိုက်ပြီးဘလူးရုပ်သရေုပ်ကြီးဖြစ်မှာပဲသူကြောက်လန့်ပြီးတော့ညီဝရထွားလောက်သွားတယ်မင်္ဂလာဆောင်သွားလားထွက်ပြေးသွားလားတတိသားလားစင်းသားသားလားခမရတို့ရောတတိသမီးလားစင်းသားသားသမီးလားမင်္ဂလာဆောင်ပေးတာအမေတို့မြေကျေးဇူးတင်လိုက်တာငါသမီးတွေကလည်းပြောသားလေးကလည်းပြောမနေဘူးလားထွက်ပြေးသွားသလားအိမ်အောင်ကြသွားလားအိမ်အောင်ကြသွားတယ်ဟောစဉ်းစားနော်ဒါဖြင့်ရီဝရဆိုတဲ့16နှစ်သားသမီးလေးဟာဖြင့်နော်သူ့ရဲ့ချောလာတဲ့သူ့ရဲ့ကျင်ညာလောင်းကိုကြည့်ပြီးတော့လဲပြည့်စုံပန်တခဏကိုမကြည့်ဘဲနဲ့နောင်အိုမဲ့ရုပ်ကြီးကိုကြည့်ပြီးတော့အော်အခုဒါခဏလေးချောတာနောင်ဆိုပရီတွေတွန့်ပယိုးတွေတွန့်သွားတွေကျိုးမျက်လုံးတွေမူခါးတွေကိုင်းနားတွေထိုင်းပြီးတော့ကြောက်เสียကောင်းတဲ့ကြောက်เสียကောင်းတဲ့အဲ့ဒါတရေရုပ်ဘလူရုပ်ကြီးတို့ဖြစ်မှာဒီကာမဂုဏ်ကခဏတာလေးအလိုလိုက်မယ်ဆိုရင်ငါတန္တရာအိုနာတိဒုက္ခရမယ်အခုတရားမှငါယုံမထွက်ရင်ငါတော့မိုက်တဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုပြီးတော့ယေဝဒထွက်ပြေးတယ်ဗျို့ဟောတယ်တက်ပြီးမင်္ဂလာဆောင်လာတော်တဲ့ထွက်ပြေးသလားအမေလေအခုကမြို့တော်ခမ်းမမှာမင်္ဂလာဆောင်ရင်ဂျိန်းအောင်နဲ့ပေါ့ဘေးလူတော်နားမချမ်းသာဘူးထုလိုက်တဲ့ဘင်းနှလုံးသားကိုအုံနဲ့တုံးနဲ့ပြအောင်ထုတာတော်တော်ချမ်းသာကြတယ်နဲ့တူပါတယ်ယေဝဒအသိရှက်ဖို့မကောင်းဘူးလားအေးအဲ့ဒါကြောင့်မလို့ရှင်ဝဒရှားတော်တဲ့သွားနေတာမြို့တော်ပြန်မလာဘူးတဲ့အဲ့မှာတရားကျင့်တာယဟန္တာဖြစ်သွားတယ်ကာမဂုဏ်နှုံပွဲမှာယုံထွက်မသွားဘူးလားပါဇက်နဲ့ယုံလာလားတကယ်ထွက်ပြေးပြီးယုံသွားတာလားအဲ့တော့ကာမဂုဏ်နှုံပွဲမှာယုံတယ်ဆိုတာကအိမ်ပြန်လို့ရပါမလားအဲ့တော့တရားဟောပြီးဘယ်သွားကြခင်ဗျားတို့ကတော်တော်လိန်တတ်တယ်နော်အောင်နာမျိုးကလူတွေအယံပါတာဟုတ်ပြီလားရင်ရင်လေးနဲ့ဘုန်းကြီးကိုပြန်ပြီးရွာသာချတယ်အဲ့တော့ကာမဂုဏ်နှုံပွဲမှာတထေးသားယေဝရလွန်ထွက်သွားပြီ
တိုင်းသူ့ရဲ့အကိုကြီးတွေဖြစ်တဲ့ရေဝရတို့ရောအိမ်အောင်ကြသေးရောတဲ့ရှင်သာရိပုတ္တရာအိမ်အောင်ကြသေးလားသူ့ရဲ့အမတွေရောအိမ်အောင်ကြသေးလားမောင်နှမ9ယောက်လုံးယဟန္တာဖြစ်သွားသည်ယဟန္တာဖြစ်တယ်ဆိုတာကာမဂုဏ်နုံပွဲမှာလွန်ထွက်အောင်ယုံထွက်သွားကြတယ်သူတို့ကဘာသာထူထားလို့လဲစဉ်းစားလေဦးဇင်းတို့အိန္ဒိယရောက်ခဲ့တယ်ရောက်ခဲ့တော့အဲ့ဒီနာလန္ဒာတက္ကသိုလ်ကြီးဟာ9မိုင်ရှိတဲ့အလျားအနံ4မိုင်9မိုင်ရှိတဲ့တိုက်ကြီးဗျာတက္ကသိုလ်ကြီးအကြီးကြီးစောက်ထားတာနော်ဒီလောက်များတဲ့ချမ်းသာတဲ့ယန္တာတွေဘာလို့မှမသိတော့အဲ့ဒါတက္ကသိုလ်ကျောင်းတော်ကြီးစောက်တာအမွေခံမဲ့လူရှိသလားအိုးအခုတွေကတော့အမွေမပေးတော့မှအမွေလူသေးတယ်အမွေရမှရင်အတူတော်မှညီကောင်ဓမ္မချင်းတော်မှစိတ်ခတ်တတ်တယ်မလုပ်ကြဘူးလားဟိုမှာစိတ်ခတ်တတ်မဲ့လူမရှိဘူးဘာဖြစ်လို့လဲဒီရေရွှေငွေကြောက်တံပရမများတွေဟာဖြင့်အစိတ်တွေကာမဂုဏ်ဟာဖြင့်အစိတ်တွေလို့သိသွားတော့ညီကောင်ဓမ္မ9ယောက်လုံးအဲ့ဒီအစိတ်ကိုမိဝဲသေးလားစွန့်မပြစ်ခဲ့ဘူးလားအဲ့ဒီလိုဂရိ80ကျော်ရတဲ့သတိသားသမီးတွေတော်မှကာမနုံဘွဲကိုအစိတ်လိုတည်ပြီးတော့တဏှာကိုတော်လှန်ပြီးတဏှာနဲ့တိုက်ပွဲနေမှာနိုင်အောင်နှွဲပြီးတော့သာသနာပေါ်မှာရတ္တဘုစုကြီးကိုစုကူးသွားပြီးတော့ပရိနိဗ္ဗာန်ပြုပြီးတော့အိုနာသည်ဒုက္ခမှာလွတ်ကြပြီငါတို့အခုချိန်ဒီပေါ်ထဲနေတုံမသိတော်ပါလားငါတို့ဒီတဏှာနောက်လိုက်နေပါလားကာမဂုဏ်မှာဟုတ်ကြီးဒီမိရှိတန်းတင်နေတာမှားနေပါလားငါတို့ဖះကိုးကွယ်တယ်ဆိုပြီးတကယ်တမ်းကျတော့လိန်ပြီးငါတို့ဖះကိုလိန်နေပါလားတရားကိုညာနေပါလားတန်ဃာတို့ရှိသူမြတ်တွေကိုလိန်နေပါလားတနည်းအားဖြင့်ပြောမယ်ဆိုရင်ငါကခဏခဏအိုဖို့နာဖို့သေဖို့ကိုကသေတော့လွမ်းကြဖို့ဆွဲကြဖို့အိုပွဲနာပွဲလွမ်းပွဲဆွေးပွဲအသေးနာပွဲရင်ထူပွဲခွဲပါပွဲဒီခဏခဏနှွဲဖို့ငါလုပ်နေပါလားသူများပါဇတ်တဲ့ရဖို့သူများအခိုင်းခံဖို့နော်ခြေနှောက်မပါဖျားမပါခေါင်းမပါဘဲနဲ့မြေကြီးပေါ်မှာတုံးလုံးအိပ်ဖို့ဒီဒုက္ခတွေရောက်ဖို့ငါလုပ်နေပါလားကာမဂုဏ်ကိုလိုက်ရောရင်အယောအစားအဲ့လိုပြရမှာပါလားဘ ᱹ ခံရမှာလဲကိုပဲခံရမှာပဲဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ဒကာဓမ္မပေါင်းသူတော်ကောင်းတို့အဘိဓမ္မာအလူရှင်တဲ့ကွာတရားနာပြကြွတဲ့အပရိသပေါင်းသူတော်ကောင်းတို့သည်ကာမဂုဏ်နုံပွဲမှာလွန်ထွက်နိုင်တဲ့ကာမဂုဏ်ကိုနှစ်တတ်တဲ့တဏှာကိုတော်လှန်နိုင်ကြပြီးလျှင်အာသင်္ဂရတ္တနိဗ္ဗာန်ရွှေပြည်မြတ်သို့ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သတည်း